အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေပေါ့လေဒီတစ်ပတ်ကာလမှာဘယ်လိုကန်တရားလေးတွေကြုံတွေ့ရတတ်လဲဆိုရင်အလောက်ကစပြီးပြောကြပါတော့ဗျာနော်တနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေဒီကာလမှာအလောက်ကန်နဲ့ပတ်သက်လို့ရှိရင်တော့နေရာဌာနလေးတွေပြောင်းသွားတတ်တဲ့ကိန်းထဲမှာပါတယ်ဗျာနော်လက်ရှိနေရာဌာနကနေနောက်တစ်နေရာကိုပြောင်းသွားတတ်တယ်အလုပ်မရှိသေးတဲ့သူတွေဆိုရင်ဒီကာလမှာအလုပ်ရှာအလုပ်တွေပါရတတ်တယ်အဲ့ဒီမှာစမ်းကျင်မဲ့ရလက်အနေနဲ့ဘာဖြစ်တယ်လဲဆိုတော့လက်ရှိလုပ်ငန်းခွင်ထဲမှာဝင်နေတဲ့အလုပ်ရှိတဲ့သူတွေကြတော့အလုပ်ကထွက်ချင်စိတ်တွေပေါ်နေတတ်တယ်ဗျာနော်လက်ရှိလုံးမှာအဆင်မပြေဘူးထွက်ချင်ပြောင်းချင်တဲ့စိတ်တွေအရင်ပါတဲ့အတွက်ထွက်ပြီးတော့ပြောင်းပြီးတော့နောက်တစ်ခုကိုထပ်ပြောင်းရတတ်တယ်ဆိုတဲ့ကိန်းမျိုးသွားမြင်တယ်နောက်တစ်မျိုးတစ်စားကြတော့ဘာဖြစ်လဲဆိုတော့အလုပ်အထောက်ခံတတ်တယ်ဆိုတဲ့ကိန်းမျိုးတွေမှာသွားမြင်တယ်လုပ်ငန်းတွေကအကြောင်းကြောင့်ပေါ့လေရက်ဆိုင်လိုက်ရတယ်အဲ့တဲ့ထဲမှာလူတွေအများကြီးရွေးချယ်တဲ့ထဲမှာကိုကမပါဘဲနဲ့ကြံခဲ့တယ်ဆိုတဲ့အနေအထားမျိုးတွေသွားဖြစ်တဲ့ကိန်းထဲမှာပါတယ်အဲ့တော့တေချာတစ်ခုဒီကာလမှာအလုပ်ကိုင်နေပတ်သက်လို့ရှိရင်အပြောင်းလဲဖြစ်နိုင်တယ်ဆိုတဲ့အနေအထားတွေအများကြီးပါတယ်ဒါကတော့တဦးချင်းတယောက်ချင်းကံပေါ်မှုတည်ပြီးတော့အကောင်းဆိုတော့အများကြီးတော့ကွာခြားမှုရှိမယ်တေချာတာကတော့မငြိမ်ဘူးလှုပ်ခက်လေးဖြစ်တဲ့သဘာဝရှိတော့ဂယုဆိုင်ပါလို့အထက်တက်လည်းအကြံပေးခြင်းတယ်အဲ့ဒီမှာအလုံးနဲ့ပတ်သက်ပြီးဆက်ပြောချင်တာကဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေအထက်လူကြီးအကြီးအကဲတွေကိုယ့်ကိုလေတောကလေးတွေပေးတတ်တယ်ဗျာနော် PR လေးတွေပေးတယ်ဖြစ်တတ်တယ်ပြီးတော့အရန်ပခုံးပတ်ပေါင်းတဲ့သူတွေကိုကောင်းကောင်းကြီးတမလိုက်မယ်အထူးသဖြင့်မိတ်ပြက်ဆွေပြက်ဖြစ်တယ်လို့ခေါ်တာပေါ့ကိုလည်းဘာမှမလုပ်ဘယ်မလုပ်ထိုင်နေနဲ့မနာလိုတိုက်ခိုက်တာလေးတွေရှင်းပြရင်လည်းဘယ်သူမှလက်မခံဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်အဲ့လိုဖြစ်တဲ့အခါငါတတော့မအောင်လုပ်နေရတာနဲ့ငါ့ကိုတတော့မကောင်းမြင်ရတာဆိုပြီးတော့ပောက်ကွဲခြင်းတဲ့စိတ်လေးတွေဖြစ်တတ်တယ်အဲ့ဒါကိုမထိန်ချုံနိုင်ဘူးဆိုလို့ရှိရင်တော့ပြဿနာရံပဋိပက္ခလေးတွေပို့ပြီးကြီးထွားတတ်တဲ့သဘာဝရှိတော့ဂယုဆိုင်ပါအောင်လို့အကြံပေးခြင်းတယ်ဗျာနော်ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာငွေကြေးကံလေးတွေမစိုးပါဘူးဗျာနော်ကောင်းပါတယ်ဗျတခုပဲရှိတယ်ငွေကြေးကံလေးတွေအားကောင်းတယ်တော်တော်လေးအားကောင်းပါတယ်အားကောင်းတာမှန်တော့လည်းပဲရတဲ့ပတ်စံလေးတွေမမြဲတတ်တဲ့သဘာဝလေးတွေရှိတယ်ဂယုဆိုင်လေးပါနော်မနဲ့ဝင်လာညက်နေထွက်လာအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ပတ်စံတွေပါရတယ်ဆိုရင်တော့ရွှေတွေပါလို့ဗျာနော်ဝင်အဝင်တော်တယ်ပြီးတော့ဒီကာလမှာရွှေတွေပစ္စည်းတွေဝင်တတ်တယ်လက်စွပ်တို့ပါတော့ဆွဲကြိုးတို့စသည်အဖြစ်ဝင်တတ်တဲ့ကိန်းရှိတယ်ကောင်းတယ်ဗျအဲ့တော့ပတ်စံရတဲ့သူတမှုပဲရတပည့်ပဲရပြေးတာစုပြီးတော့ပဲလက်ထက်ထားလို့ရှိရင်အကြောင်းကြောင့်ပြန်တွက်ရင်ကုန်ပါလေရောအထူးသဖြင့်ဒီကာလမှာငွေကြေးကြများတဲ့အခါမှာကိုယ့်ရဲ့ကိုကျိုးပေါ့လေတဦးတယောက်တည်းအတွက်သုံးတာတက်ဆိုင်ရင်အိမ်အတွက်ကုန်တာများတယ်အိမ်ဆိုတာအိမ်ရမိသားစုတွေအတွက်ကုန်တာဖြစ်သလိုကိုယ့်ရဲ့အိုးအိမ်ပြန်လဲပြင်ဆင်ရတာအသစ်ဆောက်ဖို့တွေလုပ်နေရတာအဲ့လိုကိန်းမျိုးတွေကြောင့်ပေါ့လေအိမ်ပြင်အိမ်ဆောက်အိမ်ဖြောင်းရွှေ့အဲ့တမှာသွားပြီးသုံးရတာဖြစ်တဲ့အတွက်ငွေကုန်ကြေးကြများတာမျိုးပို့ပြီးဖြစ်တယ်ဒီချက်ကတော့ကိုယ့်ရဲ့မိဘတွေကြောင့်ကုန်တယ်ညီကောင်မောင်တွေကြောင့်ငွေကုန်ကြေးကြများတာပေါ့လေအဲ့ဒီမှာထပ်ပြီးတော့တလက်စားတဲ့ဆက်မှာကျင်တာကမိဘနှစ်ပါးရှိရင်တစ်ပါးပါကျမ်းမာရေးအညံ့လေးတွေရှိတာဖြစ်တယ်သတိထားပါလို့အကြံပေးခြင်းတယ်အဲ့ရတဲ့ကိုယ့်ရဲ့မိဘတွေကကိုယ့်ကိုစိတ်တော့ကလေးတွေဖိအားပေးတာမျိုးလေးတွေကြုံရတတ်တယ်ကိုယ့်ကိုနားမလည်ပေးနိုင်တာမျိုးလေးတွေဖြစ်တတ်တယ်ဗျာနော်ကိုယ့်ရဲ့အခက်အခဲကိုသူတို့မသိဘဲနဲ့တောင်းဆိုမှုလေးတွေအယမ်းမြင့်မားတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်သတိထားချင်းချင်းပြီးတော့ပြောကြဆိုကြနားလည်အောင်ညှိကြပါလို့အကြံပေးခြင်းတယ်အဲ့တော့အလုပ်ပါသွားပြီငွေကြေးနဲ့ပတ်သက်ပြီးပါသွားပြီကျမ်းမာရေးရှုတော့ကကြည့်မယ်ဆိုရင်တော့တနင်္ဂနွေသားသမီးတွေအာယုံကြောနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖြစ်တဲ့အထူးသတိထားနော်ခေါင်းမူခေါင်းဝိုက်ခေါင်းကြီးအုံနေတာတွေနောက်ကျော်ကြီးတက်နေတာစုပ်ကန်သားတို့ဖြစ်တာညဘက်အိတ်မပြောတာတွေအစားဖြစ်လာလိမ့်မယ်စေးတော့လည်းမပြောက်ဘူးစေးကန်သွားပြလို့ရှိရင်လည်းယောဂရှာမတွေ့ဘူးဆိုတာအစားဖြစ်တတ်သေးတယ်တချို့ကခေါင်းအရန်ထိရင်မျက်စိမှာပါသွားပြီးထိတတ်တဲ့သဘာဝရှိတယ်ဂယုဆိုင်ပါနော်မျက်စိတွေမျက်မှန်ပါဝါတိုးရတာတွေပါဝါမျက်မှန်တက်လိုက်ရတာတွေတချို့ကကျတော့မျက်စိတွေပါတွေခွဲရတာမျိုးတွေအစားသွားဖြစ်တတ်တဲ့အတွက်အထူးသတိထားပါအာယုံကြောစိတ်ပူရပါတယ်ဗျာနော်ဂယုဆိုင်ပါဟုတ်ပြီအဲ့တော့ကျမ်းမာရေးလည်းပါသွားပြီအချက်၃ချက်ဖြစ်နေပြီပညာရေးနဲ့ပတ်သက်ပြီးထည့်ပြောခြင်းတယ်တနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေတွေပညာသင်နေတဲ့ညီငယ်ညီမငယ်တွေစောင်းဝဲဖြစ်တရားရှိတဲ့အင်တာဗျူးဖြစ်တရားရှိတဲ့သူတွေဒီကလာမှာသတိထားပေးစီခြင်းနဲ့စာရပြီးစောင်းဝဲကြတယ်ဆိုတဲ့အနေအထားလေးတော့ဖြစ်တတ်တယ်ဂယုဆိုင်နော်ဆိုတော့ဝရိယကတော့နည်းနည်းလေးတင်ပြီးကြိုးစားပေးဗျဒီကလာအပိုင်းခြားလေးကြော်ပြီးနောက်ပိုင်းမှာပြန်ပြီးကန်တက်မှာဒီကြားထဲမှာဖြစ်တဲ့စောင်းဝဲလေးတွေစောင်းဝဲကြတာမျိုးလေးတွေဖြစ်တတ်တယ်ဒါအဖို့အနေဆုံးပြောတာဗျနော်ဂယုဆိုင်ပါအခြေအနေတော်နဲ့ပတ်သက်ရင်တော့လေချစ်သူမရှိတဲ့သူတွေဆိုချစ်သူရမယ်ဗျာဒီကလာမှာချစ်သူရရင်လည်းကောင်းပါတယ်ဗျာထားလို့ရပါတယ်ထားပါဗျာနော်ချစ်သူရှိတဲ့သူတွေဆိုရင်မင်္ဂလာကိစ္စလေးတွေစီစဉ်ဆောင်ရွက်ရတာမျိုးလေးတွေဖြစ်တဲ့ကိန်းထဲမှာပါတဲ့အတွက်လေကောင်းတယ်လို့ပဲပြောခြင်းတယ်သို့တော့အဲ့ဒီမှာဆက်ဆက်ပြီးတော့ကျွန်တော်တခါတည်းထက်မှာခြင်းတယ်စကားလေးပြည့်စုံအောင်ပြောခြင်းလို့ပေါ့လေတဦးတယောက်ချင်းကန်ချင်းတွက်တာမဟုတ်ဘူးအားလုံးခြုံပြောတာဆိုတော့အဲ့တော့ဒီကလာမှာအဲ့လိုအိမ်တော်ရက်သားတွေပါတယ်ကြားတယ်ဆိုတဲ့အခါမှာနှမျိုးဖြစ်တတ်တာလေးသွားတွေ့ရလို့ယောဒနာကောင်းမှုကိုအိမ်တော်ကြတာတော့ကိစ္စမရှိဘူးဒါပေမဲ့ဒီကလာမှာအိမ်တော်ကြရင်နှစ်ဖက်မိသားစုတွေသဘောမတူတဲ့ဂျားတွေကနေအတင်းရှစ်တိုးပြီးလှုပ်ဆောင်ရတာမျိုးတွေဖြစ်တတ်တယ်ကိုယ့်ရဲ့အခြေရေးအိမ်တော်ရေးတွေမှာနှစ်ဖက်သောမိဘဆွေမျိုးညီကိုမောင်နှမတွေရဲ့ခလောက်ဆံမှုတွေဂျားတွေကနေသဘောမကျမှုတွေစန့်ကျင်ကန့်ကွက်မှုတွေကြောင့်ပြဿနာလေးတွေအနောက်ရှက်လေးတွေဖြစ်တတ်တယ်အဲ့တော့အမှရွေးချယ်စရာလေးတွေက
အဲ့လိုမျိုးမိသားစုတွေမိဘတွေကိုရွေးမလားတော့ဟိုဘက်ကိုရွေးမလားဆိုတဲ့ဟာမျိုးတွေအပြိုင်နေဖြစ်တတ်တယ်ဖြစ်တော့ချစ်တဲ့စိတ်ကြောင့်တစ်ဖက်ကိုရွေးတစ်ဖက်မှာကိုယ်အထင်လွဲပြီးနားလည်မှုမပေးနိုင်ဘူးဆိုတဲ့အနေအထားတွေအစားတွားဖြစ်တော့အထူးသတိထားပါလို့ထက်တယ်လဲကျွန်တော်အကြံပေးခြင်းတယ်ဗျာနော်လုံးဝမပေါ့ဆက်ပါနဲ့ဒီကာလမှာလူဝင်တတ်တဲ့ဂိမ်းတွေရှိပါတယ်ဗျာနော်အဲ့တော့ဒီဘာတွေမျောနေကြတာမဟုတ်ပဲရုပ်တရက်မမျောနေပဲကြတာမျိုးတွေဖြစ်တတ်ပါတယ်ဗျာနော်အဲ့ဒါဂိမ်းတွေစိုက်ပြီငယ်ရတဲ့အိမ်အောင်ရှင်အမျိုးသားအမျိုးသမီးတွေဆိုရင်တော့ဒီကာလမှာတာသမီရတနာလေးထွန်းကားတတ်တယ်အမျိုးသမီးတွေဆိုရင်တော့ကိုဝင်တွေပါရတာပေါ့ဗျာအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ရခိုင်လည်းအမှန်တန်ကောင်းပါတယ်ဗျာနော်တာကောင်းသမီးကောင်းလေးရတတ်တယ်ဆိုတော့ကောင်းပါတယ်ပြီးတော့တခုတော့မှာပြရစီရွှေဝင်တတ်တဲ့ဂိမ်းရှိတယ်ကျွန်တော်ပြောတယ်နော်တချို့ကရွှေမဝင်တာသမီရတနာလေးဝင်တတ်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဆွေမျိုးကြီးကောင်မတူတူတယောက်ပေါ့လေလူတွေပါလေကိုယ်စီဝင်လာတတ်တယ်အဲ့လိုဝင်တော့ရွှေကမဝင်တော့ဘဲနဲ့ဂိမ်းကြီးဝါတတ်တယ်အဲ့တော့ဘာဝင်စေချင်လဲကိုယ့်ကိုစဉ်းစားဆုံးဖြတ်ပေါ့လေအဲ့တော့တခြားသူတွေညညနေလာပြီးတက်ခုတာမျိုးလေးဆိုရင်ကိုယ့်စီကိုဝင်မဲ့ဟာမဝင်ဘဲနဲ့အဲ့နားမှာနေပဲဂိမ်းကြီးဝါတာမျိုးဖြစ်မယ်ဆိုရင်တော့နှမျောဖို့တော့ကောင်းပါတယ်ဗျာနော်သတိထားပါကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေကမှရွှေနဲ့ပတ်သက်ပြီးလုပ်ကိုင်နေတဲ့သူတွေကတော့ဒီကာလမှာအမှန်တန်ကောင်းတယ်ဗျနော်ရွှေအယောင်းဝယ်လုပ်တာတော့ရွှေတူးတာတော့အရန်ကောင်းတာပေါ့အဲ့ဒါတွေကိုထပ်ပြီးရင်းနှီးမြှုပ်နှံပြီးလုပ်လေပို့ပြီးတော့အဆင်ပြေတယ်ပဲဗျာနော်ဘာမှစိတ်ပူစရာမလိုဘူးဗျာနော်ဟုတ်ပြီအဲ့တော့ကျုံရတဲ့အညံ့လေးပြေဖို့အတွက်ပြီးရင်ကြရပေးမယ်ဘယ်နေ့ဘယ်ရက်လေးတွေကပို့ပြီးကောင်းလဲဆိုတာလေးထပ်ရွေးပေးမယ်အဲ့တော့တစ်ပတ်မှာ9ရက်ရှိတဲ့အထက်မှာဒီဧပြီလ28ရက်ကတော့အညံ့ခိုက်ရှိတော့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမလုပ်နဲ့အလုပ်သမားဟာလေးတွေကတခါတည်းမပြီးဘဲနဲ့အကျော်ရှိနေမယ်ဗျာနော်လုပ်သမားကင်သမားဟာလေးတွေချိန်ထားတဲ့ဟာလေးတွေကလွဲချော်သွားတာလေးတွေအကျော်ရှိတာမျိုးလေးတွေဖြစ်တတ်တယ်ငွေကုန်ကြေးကြများတတ်တယ်အလုံးနဲ့ပတ်သက်ပြီးရန်ပဋိပက္ခဖြစ်ပြီးစိတ်ညစ်စိတ်တော့ကလေးတွေပြင်းပြင်းထန်ထန်ရောက်တတ်တယ်ရန်ဖြစ်စကားများကိုတိတယောက်တွေအားအစားဖြစ်တတ်တော့လေအထူးသတိထားပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့အောင်ရောနဲ့ပတ်သက်ပြီးဖြစ်ပြီးတော့ရုပ်ရည်ဆေးုံဆေးကန်သွားပြေးရတတ်တယ်နော်ဂယူဆိုင်ပြီးပေါ့ဒီဧပြီလ29ရက်30မေလ1ရက်2ရက်3ရက်4ရက်အဲ့ရက်လေးတွေကဇက်တိုက်အမရန်ကန်ကောင်းပါတယ်ငွေကြေးကိစ္စလေးတွေစကားပြောသလိုအောင်မယ်ရှင်မြိုင်မှုမှန်သမျှကိုကအောင်မြင်မှုရမယ်ဆိုတဲ့အနေအထားမျိုးတွေတွေ့ရတယ်ပေါ့နော်အပြိုင်ဆိုင်တွေကြားကနေတက်လန်းတွေပေါ်ပေါက်လာမယ်ဘာကိစ္စပဲကြုံရုပ်တရက်ဆုံးဖြတ်လိုက်ပြီးလုပ်တဲ့ကိစ္စတွေကပို့ပြီးအောင်မြင်တာတွေ့ရတယ်ဗျဆိုတော့လေကောင်းသောပြောင်းလဲခြင်းနဲ့အပြောင်းလဲတွေဖြစ်တဲ့သဘာဝရှိတဲ့အတွက်တော်တော်လေးအားကောင်းပါတယ်ဗျနော်ဘာမှစိတ်ပူစရာမလိုဘူးအဲ့တော့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလုပ်တာမှန်သမျှအဲ့ကာလမှာလုပ်တခုတော့မှာခြင်းနဲ့တနင်္ဂနွေသားသမီးတွေဒီတပတ်ကာလမှာတနင်္ဂနွေကြာသပတေးသားသမီးတွေကကောင်းကောင်းကြီးဒုက္ခပေးလိမ့်မယ်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီသားသမီးတွေကိုအထူးသတိထားပါအထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကတော့အဲ့ဒီသားသမီးတွေဆိုရင်တော့ကွဲတာတွေပြက်တာတွေရှုပ်ရက်ခဲ့တဲ့အနေအထားတွေဖြစ်တတ်တယ်မမေ့ပါနဲ့နော်တခုလုံးမဲ့ကြိုင်မယ်ဆိုရင်တောက်ကြသားသမီးတွေနဲ့ပူးတွဲပြီးလုပ်ပါလို့အကြံပေးပြရစီဗျာနော်အဲ့တော့ကောင်းတဲ့ကြံလေးတွေပိုကောင်းအောင်အညိုရောင်အပြာရောင်အဝါရောင်မိခိုးရောင်နှုတ်နှစ်ရောင်တို့ကိုအဓိကဝတ်ဆင်သုံးဆွဲပြပါဒါအပြင်ရွက်လာပန်းသစ္စာပန်းတပြေပန်းလီလီပန်းတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပြပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေကောင်းတဲ့ကြံလေးတွေအများကြီးပါပဲဗျာနော်အနှဲငယ်တော့အညံ့ခိုက်လေးကတော့ရှိတာပေါ့ရှိတော့ဒီအညံ့လေးတွေကင်းပြီးတော့ကောင်းတဲ့ကြံလေးတွေပိုကောင်းအောင်ရရလေးတော့ခြေရမယ်ဗျာနော်အဲ့တော့ရရအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့တနင်္ဂနွေဂျူလိုင်မှာရှိတယ်ပေါ့လေတနင်္ဂနွေတောက်တနင်္ဂနွေဂျူလိုင်မှာရှိတဲ့မြတ်စွာဘုရားမှာဖျောင်းနိုင်ပြီးတက်စီလေးမိထုံးပူဇော်ပြီးတော့အလိုရှိရလေးဆန္ဒပြုဆုတောင်းအညံ့ခိုက်လေးတွေပြေပြအောင်ဆုတောင်းပေးပါဗျာနော်လှုပ်ပြအောင်လုပ်ပေးပါဒါအပြင်စွန့်ငံကြွလာတဲ့ယဟန်တန်ကတော့တဘာဘာကိုတရက်ဒီတက်နက်လေးလူပြအောင်လူတန်းပေးလိုက်ပါဒါဆိုရင်တော့ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်တနင်္ဂနွေသားသမီးကျွန်တော်မိတ်ဆွေအားကောင်းတာလေးကစဟောပေးခြင်းတို့တနင်္လာသားသမီးတွေဒီတပတ်ကာလမှာထီစုကြီးပေါက်တဲ့ကိန်းထဲမှာရှိတဲ့အတွက်ထီထိုးပြအောင်ထိုးပေးပါလို့အကြံပေးခြင်းတယ်နော်ထီထိုးပြအောင်ထိုးပေးပါဗျာနော်ကျွန်တော်ကဏ္ဍလေးလည်းပေးမယ်ပေါက်တော့လည်းတယောက်တော့ပေါ့နော်အဲ့တော့ထိုးမယ်ဆိုရင်ဘာကဏ္ဍထိုးသင့်လဲဆိုတော့နှစ်အစလေးအဆုံးဆိုတဲ့ကဏ္ဍလေးထိုးပြအောင်ထိုးပါနော်နှစ်အစလေးဆုံးဆိုတဲ့ကဏ္ဍလေးထိုးအဲ့ဒါမှမရရင်တော့နှစ်အစသုံးညအဆုံးဆိုတဲ့ကဏ္ဍလေးထိုးပြအောင်ထိုးပါဗျာနော်ထီပေါက်တဲ့ကိန်းလေးရှိပါတယ်အထူးသဖြင့်မွေးတွေပါတယ်အိမ်မက်မက်ပြီးလမ်းသွားရင်မွေးတွေပါတယ်တွေ့ပြီးနောက်ပိုင်းဆိုရင်ထီပေါက်တာပုံများတယ်ဗျမွေးတွေပါတယ်တတ်တာတို့မွေသားစားတာတို့ဆိုတော့လုံးဝမပေါက်တော့ဘူးဗောလေအဲ့ဒီချက်တော့အထူးရှောင်ရှားပေးပါလို့အကြံပေးခြင်းတယ်အလုံးနဲ့ပတ်သက်ပြီးဟောခြင်းတယ်တနင်္လာသားသမီးတွေဒီကာလမှာအလုံးနဲ့ပတ်သက်ရင်ရံမကင်းဘူးဆိုတဲ့ကိန်းမျိုးကြီးကျွန်တော်သွားမြင်တယ်နော်ရံမကင်းဘူးဘယ်လိုရံမကင်းလဲကြည့်တဲ့အခါမှာရံကသူကအတွင်းရံရောအပြင်ရံရောနှစ်ထပ်ကြီးဖြစ်နေတာတွေ့ရတယ်အတွင်းရံဆိုတဲ့အခါမှာလုပ်ငန်းဝင်နေတဲ့သူတွေဆိုကြပါစို့အထက်လူကြီးရဲ့ဖိအားပေးမှုလေးတွေနော်မလို့မုန်းထားမှုလေးတွေကြုံရတာအပြင်လုံးဝအကင်ဘက်အချင်းချင်းကိုယ်ကိုမကြည့်လို့ဆိုပြီးတော့ကြောက်တုံးတာတွေခြုံတုံးလောက်တာမျိုးတွေနော်အထက်အောက်ကြားတဲ့သွားညက်တဲ့ကိန်းမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်အဲ့ဒါအပြင်ရံလည်းရှိတယ်ဗျာနော်ဂယူဆိုင်ပေါ့
အပြင်ဆိုတဲ့အခါမှာနှီးပေါင်းများစွာရှိကြပါတယ်ဥပမာစစ်မှတ်ရတဲ့ကြောင့်စိတ်တော်ကရောက်နေရတဲ့သူတွေရှိတတ်ကြတယ်တဘာဝဘေးအန္တရာယ်တွေကြောင့်နိုင်ငံရေးအခြေအနေတွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေရက်တန့်သွားမှအရေးဖျားဖျားတနေရတဲ့အရေးမျိုးတွေကြုံရတာလဲဒါအပြင်ရန်လို့ခေါ်ပါတယ်ဗျာနော်အဲ့တော့ဂရုစိုက်ပေးပါလို့အကြံပေးခြင်းတယ်တချို့ကကြတော့ခုနကအတွေ့အကြုံအပြင်တွေကိုလက်မခံရဘူးတိုင်းချင်းမခံနိုင်တဲ့အနေထားမှာပေါ့လေလက်ရှိလုပ်နေတဲ့အလုပ်ကနေထွက်ပြီးတော့နောက်အလုပ်တစ်ခုကိုကူးရင်ပြောင်းရင်ရွှေ့နေတဲ့စိတ်တွေပေါ်လာတဲ့သဘာဝရှိတယ်မပြောင်းကျင်အောင်ပြောင်းရတဲ့အနေထားတွေတွန်းပို့ခံရတာမျိုးတွေအစားဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်အကြံပေးခြင်းတယ်ပြောင်းကျင်ရွှေ့ကျင်တယ်ဆိုလဲပြောင်းပါဗျဘာမှစိတ်မပူနဲ့နော်ရဲရဲဝံ့တာလောက်ပါဒီကလာကအကောင်းဆုံးမဟုတ်ဘူးဆိုရင်တော့မှပြောင်းမယ်ရွှေ့မယ်ဆိုရင်ရသေးတယ်ဒါတွေကြုံပြီးနောက်ပိုင်းဟိုဘက်ချမ်းတွေပါရောက်သွားရင်ပြောင်းကျင်အောင်ပြောင်းလို့မရတဲ့အနေထားတွေကြုံရတော့လေအဲ့တော့လက်ရှိနေရာမှာပဲတိခံပြီးတန်းချင်းခံပြီးလုပ်မယ်ဆိုတဲ့သူတွေကလည်းဇောက်ချပြီးတော့လုပ်နော်ပြောင်းမယ်ဆိုတဲ့သူတွေကလည်းမြင်မြန်ဆန်ဆန်ပြောင်းဖို့ရွှေ့ဖို့လုပ်အဲ့ဒါဆိုတော့အကောင်းဆုံးဖြစ်မယ်လို့အကြံပေးပြရစီနော်ငွေချေးနဲ့ပတ်သက်ရင်တော့ဒီကလာမှာတရင်းလာသားသမီးတွေကိုကျွန်တော်ထီစုအကြောင်းပေါက်မယ်လို့ပြောတယ်ဆိုမှတော့စိတ်မပူနဲ့ပေါ့လေဆုံးရှုံးပြီးထင်တဲ့ငွေချေးတွေပြန်ပြီးတော့ရရှိတတ်တဲ့သဘာဝလေးရှိတယ်ပြန်လဲတောင်းခံပေးပါဗျာနော်ပြီးတော့ဒီကလာမှာမမျော်နေတဲ့နေရာကနေငွေချေးအစုလိုက်အပြုံလိုက်ရတတ်တယ်ထီပေါက်တို့လိုပတ်စံရတာမျိုးအမွေနဲ့ရတာမျိုးတွေတခြားမမျောနေတဲ့သူတွေစီကအကူကြီးအထောက်ပံ့ရတာမျိုးငွေရပေါက်ရလမ်းပွင့်သွားတာမျိုးတွေအစအကြုံရတဲ့ကိန်းထဲမှာပါတဲ့အတွက်လေငွေချေးနဲ့ပတ်သက်ရင်တော့စိတ်မပူဘူးပေါ့လေတခုတော့ရှိတယ်ဗျရတဲ့ငွေကြေးလေးတွေမြဲလာမင်းတော့မမြဲတာမျိုးလေးတွေဖြစ်တတ်တယ်။ဘာကြောင့်ကုန်လဲလို့လမ်းကြည့်ရင်လည်းလူမှုရေးကိစ္စတွေကြောင့်ငွေကုန်ကြေးကျများတတ်တဲ့သဘာဝရှိတယ်။အထူးသတိထားပါနော်။လူမှုရေးကိစ္စလို့ပြောရင်သိမှာပါနော်။အဲ့ဒါအပြင်သူကဒီတာသမီတို့ဆွေမျိုးညီကိုမောင်နှမတို့အဲ့ဒါတွေအောက်လက်ငယ်သားတို့အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့လည်းငွေကုန်ကြေးကျသွားများတတ်သေးတယ်နော်။သတိထားပြီ။ဟုတ်ပြီအဲ့တော့အလုပ်လည်းပါသွားပြီငွေကြေးလည်းပါသွားပြီ။ကျမ်းမာရေးနဲ့ပတ်သက်ပြီးဆက်ပြောခြင်းတယ်။ကျမ်းမာရေးမှာတော့တလင်းလာသားသမီးတွေပထမဦးဆုံးကျမ်းမာရေးခရူးဆိုင်ကမှာကအဆုတ်နဲ့ပတ်သက်ပြီးတော့အထူးစိတ်ပူတယ်သတိထားပြီအဆုတ်ယောဂခရူးဆိုင်ပြီနော်မပေါ့ပါနဲ့အဆုတ်နဲ့ပတ်သက်ပြီးဖြစ်တဲ့အပြင်ဘာဖြစ်တတ်တယ်လဲမင်းရင်အမျိုးသမီးတွေဆိုရင်တော့တိုက်အိမ်မှာရိတ်တဲတာတွေအလုံးတဲတာတွေဖြစ်တတ်တယ်ဆက်ဆက်ပြီးမာဂျင်နယ်စကားအကုန်ပြောတာဖြစ်လို့နားလည်ပေးပါငယ်ရတဲ့အိမ်တော်ရှင်အမျိုးသမီးလေးတွေဆိုရင်တော့ဒီကလာမှာသားသမီးယရနာလေးတွေထုံကားတတ်တယ်နော်တချို့မှာဆက်ဆက်ပြီးတော့ဖြစ်တာကတိုက်အိမ်မှာရိတ်တဲတဲ့ပုံစံဖြစ်တတ်တယ်တချို့အိမ်တော်တယ်လည်းမဟုတ်ဘူးပေါ့လေချစ်သူသမီးစားပေါ့သို့တော်လည်းပဲညှိဆုံးမိကြရင်နဲ့မမျော်လင့်မနဲ့ရုတ်တရက်ကိုဝင်တွေပါတွေထားရတတ်တယ်ဆိုတဲ့အနေအထားတွေကြုံတဲ့အခါမှာရှေ့တော်ကနောက်ဆုံးကအနေအထားတွေဖြည့်ရှင်းရခက်တဲ့ပြဿနာလေးတွေဖြစ်လာတတ်တဲ့သဘာဝရှိတယ်အထူးဂရုစိုက်ပါအဲ့လိုဖြစ်ရင်တချို့အကြံဆိုးတွေအနေနဲ့သားသမီးကိုဖျက်ချလိုက်မယ်ဆိုပြီးကြိုးစားလို့ abortion ဖြစ်သွားတဲ့အနေအထားလေးတွေလည်းဖြစ်တတ်တယ်နော်ဂရုစိုက်ပေးပါဒါမျိုးတွေအဖြစ်ခံလို့မရဘူးအဲ့လိုဖြစ်သွားလို့ရှိရင်တော့အရှိမကိုယ်စီဝင်လာမယ်ဆိုတော့ထီပေါက်ဝင်းလိုမျိုးလက်လာပါတွေကမဝင်တော့ဘဲနဲ့လက်ပိတ်သွားလိမ့်မယ်လက်ပိတ်ရင်သူကဒီခဏတစ်ခုတလားနလားနေပိတ်တာမဟုတ်ဘဲနဲ့အရှိလာမယ်နှစ်ပေါင်းများစွာအထိပိတ်သွားရင်တော့ဘာမှလုပ်လို့ကြလို့မဖြစ်တတ်ဘူးပေါ့နော်ဂရုစိုက်ပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ပြီးတော့ဒီကနေ့မှာတလင်းလာသားသမီးတွေတခုခုစိတ်တော်ကရောက်စရာလေးတွေရှိပြီးဆိုရင်ကိုကြောင့်ဓာတ်ရည်ကြီးဖြစ်တာမျိုးမဟုတ်ဘဲနဲ့ဟဲ့မိဘကြောင့်တို့ဆွေမျိုးကြီးကိုမောင်နှမကြောင့်တို့သားသမီးကြောင့်တို့အပေါင်းအသင်းတွေကြောင့်တို့အဲ့လိုမျိုးတွေကြောင့်ကိုကဂျားထဲမှာလိုက်ညှက်ညက်ပြီးပါဝါတတ်တဲ့သဘာဝရှိတော့လေအထူးသတိထားအတက်နိုင်ဆုံးရှောင်ထွက်လို့ရရင်ရှောင်ထွက်ပေးပါလို့အကြံပေးခြင်းတယ်ဗျာနော်ဒီကလာမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအဖို့ဆိုရင်ဝါသနာပိုင်ကြောက်တွေပါတွေဖြတ်ပြအကြောက်တွေပါတွေအောင်တတ်တဲ့ကိန်းရှိတယ်ဗျာနော်ကားတွေပါတွေဝင်တတ်တဲ့ကိန်းရှိတယ်ခြံတွေပါတွေဝင်တတ်တဲ့ကိန်းရှိတယ်ငွေချင်းငွေလဲလုပ်ငန်းတွေလုပ်ရင်အရင်အောင်မြင်တာပေါ့လေလုပ်ပြအောင်လုပ်ပါဗျာအဲ့ဒီလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံပြီးလုပ်လို့ရတယ်တခုတော့ရှိပါတယ်တင်းလာသားသမီးတွေရွှေတွေပါတွေတော့လုံးဝလုပ်လို့မရဘူးမသိတော့ဘူးနော်ရှိတဲ့ရွှေတောင်မှာအကြောင်းကြောင့်ရောင်းထုတ်လိုက်ရတာတွေအပေါင်ကိုင်ခဏပို့လိုက်ရတဲ့ဆိုတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ရွှေလုပ်ပြီးတဲ့နောက်ပိုင်းကျမ်းမာရေးညံ့တာတွေကစသွားဖြစ်တတ်တော့လုံးဝမသိတော့ပါဘူးရောင်းမဝင်မားတွေလည်းဖြစ်တတ်တယ်ဝင်လာတဲ့အချိန်မှာဈေးရတက်ပြန်ရောက်တဲ့အချိန်မှာဈေးရကျဒါမျိုးတွေကစသွားဖြစ်တတ်တော့သတိတွေတော့ထားပါလေနော်အခြေအယောင်နဲ့ပတ်သက်ရင်တော့တနင်္လာသားသမီးတွေကောင်းလားညံ့လားမေးရင်ကောင်းတာတွေရှိသလိုညံ့တာတွေလည်းပါလာတယ်ဘလို့ပါလဲမေးရင်ဒီကာလဒီအမရန်စမ်းပွင့်တဲ့ကာလဖြစ်တယ်နော်လူချစ်လူခင်အမရန်ပေါ်တယ်အဲ့ဒါကိုကောင်းကောင်းအသုံးချပြီးတော့အကျိုးစီးပွားရှာရင်တော့ကိစ္စမရှိဘူးပေါ့လေအဲ့လိုမှမဟုတ်ဘူးဆိုရင်ရှုပ်ရှက်ခက်တဲ့အနေအထားတွေဖြစ်တတ်တယ်တယောက်ထပ်ပိုတဲ့မြစ်တာကြီးအနောက်ရှက်တွေဖြစ်တတ်တယ်ကျွန်တော်စိတ်ပူတာတစ်ချက်တည်းပဲအဲ့ဒါဘာလဲမေးရင်အိမ်အောင်တဲ့အမျိုးသားအမျိုးသမီးတွေဒီကာလမှာနောက်တတိယတယောက်ပေါ်တတ်တယ်ဆိုတဲ့အနေအထားမျိုးကြီးသွားကြုံရတတ်တယ်ဂရုဆိုင်နော်ပြီးတော့လူပြိုပြိုလေးတွေဆိုလဲဒီကာလမှာကိုယ့်စီကိုလာပြီးပတ်သက်တဲ့သူတွေကိုသွားပြီးမြစ်တာများမိတဲ့သူတွေကအပြိုစစ်စစ်လူပြိုစစ်စစ်မဟုတ်တဲ့သူတွေကိုသွားမြစ်တာထားမိတဲ့အခါမှာတယောက်ထပ်ပိုတဲ့အရှုပ်အရှင်းတွေကြောင့်နာမည်ဂုဏ်သိက္ခာကျဆင်းရတာမျိုးတွေဖြစ်တတ်တယ်အများအားဖြင့်ဒီကာလမှာကိုယ့်စီဝင်လာတဲ့သူတွေဒီ
အပြိုစစ်စစ်လူပြိုစစ်စစ်မဟုတ်ဘူးနောက်ဆက်တွဲတိုးလိုတောင်းပါတဲ့သူတရားရခိုင်နှုန်းပြည့်ပြည့်သားသားမဖြစ်သေးတဲ့သူတွေကိုယ်စီပါလာတတ်တဲ့သဘာဝရှိတယ်အမျိုးသမီးတွေကတော့များသောအားဖြင့်ဒီကာလမှာကိုယ့်ရဲ့အမျိုးသားအငယ်နှောင်းတွေ့တယ်ဆိုတဲ့ကိန်းမျိုးလေးတွေရှိတော့ဂယူဆိုင်ပေါ့လေနော်အထူးသဖြင့်ချစ်သူအိမ်အောင်ပဲဖြစ်စေတခြားကိုပတ်သက်တဲ့သူတွေပဲဖြစ်စေဘောရခုတို့တောက်ကြတို့ဆိုရင်ပို့ပြီးတော့သတိထားနော်ကိုယ်ကောင်းကောင်းကြီးဒုက္ခပေးတတ်တယ်နော်သတိလေးထားပေးပါအဲ့တော့ကျွန်တော်ဒီပေါ့ဧပြီလ28ရက်29ရက်အဲ့ရက်တွေမှာတော့တနင်္လာသားသမီးတွေကံအညံ့ခိုက်တွေရှိတော့ဂယူဆိုင်မယ်နော်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမလုပ်ပါနဲ့နော်လုပ်လို့ရှိရင်ပြဿနာလေးတွေရှိတယ်တခါလေးမပြီးပဲနဲ့အကျော်ရှိတတ်တဲ့သဘာဝလေးတွေကြုံရတတ်တယ်နှစ်ကြိမ်နှစ်ခါလောက်ရတတ်တယ်ငွေအပေးယူလေးတွေမာရင်တတ်တယ်သွားလာလှုပ်ရှားတဲ့ခါမှာအန်ဒီရလေးတွေရှိတတ်တဲ့သဘာဝရှိတော့အဝေးကြီးမသွားပါနဲ့ဗျာနော်ပြီးတော့အစားအသောက်တွေပါတယ်မားတဲ့ခါမှာဝမ်းပြတ်ဝမ်းလျှောလေထိုးလျောက်ဖြစ်တာအထက်လောင်အောက်လျှောတွေဖြစ်တာမျိုးတွေကြုံရတတ်တော့စေုံစီကံပြရတတ်တယ်ဂယူဆိုင်ပေးပါဧပြီလ30မေလ1ရက်2ရက်3ရက်4ရက်အဲ့ရက်တွေကတော့အမှန်တန်ကောင်းတယ်ဗျအပြောင်းအလဲတွေနဲ့ကောင်းတဲ့တက်လန်တွေကိုဖန်တီးနိုင်ရရှိတာတွေ့ရတယ်ကိုဆောင်ရွက်လိုက်တဲ့ကိစ္စအရာရာအားလုံးကထုံထုံပေါက်ပေါက်နဲ့အောင်မြင်ဖြစ်တော်နိုင်မယ်အထူးသဖြင့်ပြည်ပနိုင်ငံခြားခီးသွားတတ်တဲ့ကိန်းတွေမှာပါတယ်နိုင်ငံခြားနဲ့ဆက်နွယ်တဲ့ကိစ္စတွေကနေသတင်းကောင်းကြားတတ်တဲ့အဲ့ဒီကနေတန်ဖိုးကြီးတဲ့ပစ္စည်းတွေနော်ပတ်စံတွေအစဝင်ရောက်လာတာမျိုးတွေဖြစ်တတ်တယ်ရန်အတိုက်ခိုက်တဲ့တွေ့ခဲ့ရင်တော့မှအဲ့ရက်ပိုင်းမှာကိုကအတားသီးရမယ်ဆိုတဲ့ကိန်းထဲမှာပါတဲ့အတွက်အမှန်တန်ကောင်းတဲ့အရက်အပိုင်းခြားဖြစ်ပါတယ်အဲ့တော့ဒီကလာမှာကန်ရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်နတ်ပြရောင်အစဲရောင်အဖြူရောင်နို့နဲ့ရောင်တို့ကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်တဲ့အခါမှာသုံးဆွဲဝတ်ဆင်ပေးပါဒါအပြင်ဂန်းကောင်ညွန့်ဂန္ဓမာပန်းရောင်စုံနင်းစီပန်းရောင်စုံကြောက်စိန်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးဝယ်တဲ့ဖះမှာဖះပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာတာသမီးတွေပေါ့လေကျုံတွေ့ရတဲ့အညံ့ခိုက်လေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပို့ကောင်းဖို့အတွက်ရရလေးချီရမှာပေါ့နော်အဲ့တော့ရရအနေနဲ့ဘာလုပ်ကြလဲဆိုတော့မြတ်စွာဘုရားမှာဂျာစံကျော်လေးစုံကတ်လူပေးပါမိမိကိုယ်တိုင်လည်းစားသုံးလို့ရတယ်အနီးနားအိမ်နီးနားချင်းပတ်ဝန်းကျင်တွေကိုလည်းဒါနပြုကျွေးပြအောင်ကျွေးမွေးပေးလိုက်ပါနော်ဒါဆိုရင်ပို့ပြီးတော့ကန်စာလေးတွေတက်လန်ပြီးတော့ငွေကြေးများစွာဝင်လာပါလိမ့်မယ်ဂျုံနေရတဲ့အညံ့ခိုက်လေးတွေပြေပြောက်ချင်တယ်ဆိုရင်တော့လမ်းမှာဂျိုက်ခွက်ရှိတဲ့နေရာလေးတွေလမ်းခင်းလမ်းပြင်တဲ့နေရာလေးတွေမှာတဲနဲ့လမ်းခင်းပြအောင်ခင်းပေးလိုက်ပါဒါဆိုရင်တော့ကို့မှာကြုံရတဲ့အညံ့လေးတွေဧကမုတ်ချပြေပြောက်ပြီးတော့ကောင်းတဲ့ကံလေးတွေကဧကမုတ်ချပိုကောင်းသွားပါလိမ့်မယ်ဒါနော်ကောင်းတော်လေးကစဟောခြင်းနဲ့ထီပေါက်တဲ့ဂိမ်းလေးရှိတော့လေအင်္ဂါသားသမီးတွေထီထိုးပြအောင်ထိုးပြီနော်မြန်မာထီပဲထိုးထိုးစင်ကူထီပဲထိုးထိုးထိုင်းထီပဲထိုးထိုးအစင်ပြေတာထိုးနော်အထူးသဖြင့်ကိုယ့်ရဲ့အိမ်ကိုကိုဝင်ဆောင်မိကနေညညနေလာတဲခုလိုက်တာမျိုးဆိုရင်ထီပေါက်တတ်တယ်တချို့ကတော့ကိုနေတဲ့အိမ်ရဲ့လမ်းရဲ့ပေါ့လေချင်းဘက်မှာအတုပါတွေပါတယ်ပေါ်တာမျိုးဆိုရင်လည်းထီပေါက်တတ်တဲ့ဂိမ်းထဲမှာရှိတယ်ဗျငကိုရီးယားအိမ်မှာကိုဝင်ဆောင်မိကနေပါတယ်ရှိတယ်ဆိုရင်လည်းထီပေါက်တတ်တော့ထီထိုးပြအောင်ထိုးပေါ့နော်ဟုတ်ပါပြီဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ထိုးပြအောင်ထိုးလိုက်ပေါ့နော်ထိုးတော့ဘာကနန်းထိုးရမလဲဆိုတော့ကနန်းလေးရွေးပေးမယ်ပေါက်တော့လည်းတယောက်တော့ပါပေါ့နော်အဲ့တော့ထီထိုးမယ်ဆိုလို့ရှိရင်အကောင်းဆုံးကတော့ခွန်အစားတစ်ဆုံးထိုးပြအောင်ထိုးပေးပါဗျာနော်ဟုတ်ပြီအဲ့တော့အလုတ်ကံရစပြီးပြောကြပါစို့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေအလုတ်နဲ့ပတ်သက်ပြီးကျွန်တော်မြင်တဲ့အတိုင်းဆိုလို့ရှိရင်တော့အလုတ်ကဒီကနေ့မှညမှာပေါ့လေရာလို့ကုတ်ချင်မရှိတော့တဲ့အထိဒါတင်စားပြီးပြောတာပေါ့အလုတ်တွေအရန်ပင်ပန်းတတ်တယ်အလုတ်တွေအရန်ရှုပ်နေတတ်တယ်ဒါပေမဲ့အလုတ်တွေအရန်ပင်ပန်းလို့အကျိုးကျေးဇူးခံစားလာမေးလဲကြီးကြီးမားမားကြီးအကျိုးကျေးဇူးခံစားရတာမျိုးတွေကျွန်တော်မမြင်ဘူးပေါ့လေဆိုတော့လောက်တော့လောက်ရတယ်ပင်ပန်းတယ်ပင်ပန်းတော့အကျိုးခံစားမှုမရဒီကြားထဲမှာအလုတ်ထဲမှာအဆင်မပြေလောက်ဖို့ကံမဲ့တရားတစ်မျိုးအထက်လူကြီးရတစ်မျိုးအကျိုးကျေးဇူးကြတော့တခြားသူတွေကယူသွားဒါမျိုးတွေအစားဖြစ်တတ်တယ်အဲ့တော့ဖြစ်တော့ဘာဖြစ်လဲမေးရင်အင်္ဂါသားသမီးတွေဒီကာလမှာအလုတ်ထွက်ချင်တဲ့စိတ်အရန်များတယ်ဗျမနက်မိုးလေးအဲ့ရထားမျက်လုံးလေးနှလုံးပွင့်တာနဲ့လက်ရှိလောက်တဲ့အလုပ်တွေလည်းမလုပ်ချင်တော့ဘူးအလုပ်လည်းမသွားချင်တော့ဘူးအဲ့ဒါတွေအားလုံးပြစ်ချပြီးအော်ဟစ်ပြီးထွက်ပြေးချင်တဲ့စိတ်တွေပါပေါ်လာတတ်တယ်သတိထားမယ်နော်အဲ့တော့အဲ့လိုပေါ်တော့ဟုတ်ပြီစိတ်အလိုလိုက်ပြီးတော့အဲ့လိုကူးလိုက်ပြောင်းလိုက်ခဲ့ရင်ကောင်းပါလားလို့မေးစရာရှိတယ်လုံးဝမကောင်းဘူးဗျာနော်လက်ရှိလောက်တဲ့အလုပ်ထက်နောက်ပြောင်းတဲ့အလုပ်ကပိုဆိုးတာပိုညံ့တာမျိုးကြုံရတတ်တယ်အဲ့လိုဖြစ်တဲ့အခါနောက်ဆုံးအလုပ်လက်မဲ့ဖြစ်တတ်တယ်တချို့ကနောက်အလုပ်တစ်ခုမသေးချာမနဲ့ထွက်တယ်ထွက်ပြီးသွားလျှောက်တဲ့ခါမှာအလုပ်မရဘူးတော်တော်နဲ့မရဘူးဖြစ်တယ်ရတဲ့အလုပ်ကလည်းအဆင်မပြေဒါမျိုးတွေဖြစ်တတ်တော့ဒီကာလမှာတော့အဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေလက်ရှိလုပ်တဲ့အလုပ်လေးကိုသိခံပြီးတော့ပဲထိန်းချောင်းပြီးလုပ်ပြီးလှုပ်ရှားလေးမလုပ်နဲ့အဲ့ဒါဒီကျွန်တော်အလုပ်တစ်ခုတည်းကိုပဲမာကျင်တာမဟုတ်ဘူးနေရာထိုင်ခင်းနဲ့လည်းပတ်သက်ပြီးမာကျင်သေးတယ်နေရာထိုင်ခင်းမှာလက်ရှိနေတဲ့နေရာကနေတခြားတစ်နေရာကိုပြောင်းအောင်ကောင်းမလားဆိုပြီးစဉ်းစားနေတဲ့သူတွေအထူးသဖြင့်ဗျာထားပါတော့မြန်မာနိုင်ငံမှာဆိုရင်ပြည်ပထွက်ပြီးအလုပ်လုပ်ချင်တဲ့သူတွေရှိကြတယ်နော်အဲ့တော့ဒီကာလမှာသွားတင်လာမေးကျွန်တော်တော့လုံးဝမသွားသေးဘူးသွားခဲ့ရင်ဟိုမှာအဆင်မပြေဘူးဖြစ်လိမ့်မယ်လမ်းခီးမှာလည်းတော်တော်လေးအဆင်မပြေဟ
ခိုးရောက်တော့လည်းမျောနေတာတော့မဖြစ်ပဲနဲ့အခက်အခဲတွေဖြစ်တဲ့အခါမှာအလုံးလက်မဲ့နဲ့အစဉ်ပြေနိုးနဲ့ထိုင်ပြီးစောင့်နေရတယ်လို့အထထနဲ့ပဲသွားပြီးဘာလို့လို့မြန်လည်းမသိပဲနဲ့ပေါ့လေအယူကိန်းဖြစ်တာမျိုးတွေကြုံရတော့သတိထားပါအဲ့တော့လက်ရှိနေတဲ့နေရာလေးမှာပဲခဏတစ်ဖြုတ်ခိုးအောင်ပါအောင်လို့ဒါလမ်းညွှန်ပေးပြရစီဗျာနော်ဒုတိယတစ်ချက်ကတော့ငွေကြေးနဲ့ပတ်သက်ပြီးဆက်မြင်တယ်ပေါ့အဲ့တော့အလုံးမလားလို့အခက်အခဲလေးတွေဖြစ်တယ်ဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဟုတ်ကံကောင်းပါမလားမေးရင်လာတာတော့မထုတ်သေးဘူးပတ်စံတော့ကြိုကုန်နေလိမ့်မယ်ဗျာနော်အဲ့စကားလေးတော့မမေ့နဲ့ပေါ့ဆိုတော့ပတ်စံမဝင်တာမဟုတ်ဘူးလက်ပိတ်စရာလည်းအကြောင်းလုံးဝမရှိဘူးဒါပေမဲ့ဒီရတဲ့ပတ်စံဒီလုံးဝမလောက်ဘူးဖြစ်နေတယ်နော်ကုန်တယ်ဆိုတော့လည်းဆိုင်ရတဲ့ပတ်စံနဲ့ကုန်ရမယ့်ဟာတွေကမလောက်မငန်းနေဖြစ်နေတဲ့အခါလက်ထဲမရှိတာများနေတဲ့သဘာဝဖြစ်တယ်ကျွန်တော်အဲ့တိုင်းမြင်နေဗျာနော်အဲ့တော့အရန်စစ်စစ်တတိထားသုံးဆွဲရမယ်ဒီကြောင့်ငွေကြေးအဆင်ပြေတဲ့လူလေးတွေဆိုရင်ဒီကာလမှာငွေကြေးကိုလက်လုံမိတာမျိုးလုံးဝမလုပ်စေချင်ဘူးအဲ့ဒါနှမျိုးရှိတယ်ဗောလေချီတာငားတာတွေဆိုလို့ရှိရင်လည်းမချီမငားနဲ့ဗောချီငားရင်ဒီကာလမှာပြန်မရဘူးတက်နိုင်လို့ရှိရင်လုံးဝကူညီပလိုက်နောက်တစ်ခုကဘာလဲဆိုတော့ဒီကာလမှာအလုပ်တစ်ခုခုလည်းကိုရင်းနှီးမြှုပ်နှံပြီးတော့စိုက်ထုတ်ပြီးတော့ငွေကြေးအများကြီးမရှိတာတွေထုခွဲရောင်းချပြီးတော့စိုက်ထုတ်ပြီးလုပ်တာမျိုးတို့နော်ပြီးတော့ဒီကာလမှာကားတွေဘာတွေဝယ်ချင်တာတို့စသည်အဖြစ်ဗောလေပတ်စံတွေအလုံးအရင်ကရေးထုတ်ပြီးတော့ဝယ်လိုက်တာမျိုးတွေလုံးဝမသိတော့ဘူးလုံရင်မြုပ်သွားတတ်တယ်နော်အဲ့ဒါလေးတော့ဂရုစိုက်ပေါ့ဆိုတော့ဒီကာလမှာရှိတာတိုင်းလေးပဲလက်ရှိလုပ်တွေကိုပဲထိန်းလုပ်ပြီနော်အထူးသဖြင့်ဒီကာလမှာပတ်စံရှိရင်ဘာလို့တင်လဲဆိုတော့မြေတွေဘာတွေတော့ဝယ်လို့ရတယ်အဝင်တော်တယ်ဗျာနော်အလုပ်ကနေဘာတွေလုပ်တဲ့ခါမှာလည်းပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းပဲပြောင်းပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းအဲ့ဒီလုပ်ငန်းတွေကအရန်ကောင်းတယ်ဗျာနော်အဲ့ဒါတွေကိုစောက်ချပြီးလုပ်တင်တယ်မဟုတ်ပဲသေးတာတွေဘာတွေလုပ်တာစားသုံးဆိုင်တွေဘာတွေဖွင့်တာတွေကတော့အမှန်တန်ကောင်းတဲ့ထဲမှာပါတယ်ကားလုံးဝအဝင်မတော်ဘူးရှိတဲ့ကားလုံးမကြခဏပြတ်တတ်တယ်ဗျာနော်သတိထားမယ်ဂျင်းသက်ပြီးလာအယောင်ခံတာမျိုးတွေဖြစ်တတ်တယ်နော်မပေါ်ပါနဲ့တခုခုလုံးမဲ့ကံမယ်ဆိုရင်ကြာသပတေးသားသမီးတွေနဲ့ပူတွဲတိုင်မီလုပ်ပေးပါနော်ကိုယ့်ကိုအကျိုးပေးတယ်မိတ်ကောင်းစစ်ကောင်းဆရာသမားတွေရဲ့အကြံဉာဏ်အကူအညီတွေကိုယူပါသူတို့ပြောစကားနားထောင်ပါတယောက်တည်းမဆုံးဖြတ်ပါနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးမြင်တဲ့အခါမှာအင်္ဂါသားသမီးတွေအချက်နှစ်ချက်သွားမြင်တယ်အခက်မသိအင်္ဂါသားသမီးတွေဒီအပတ်ထဲဒီလထဲမှာစေယုံစီကံပြရတတ်တဲ့ကိန်းကျွန်တော်မြင်တယ်သတိထားမယ်ဖြစ်လို့ရှိရင်တော့စီအစုပ်အစာရင်းနဲ့ပတ်သက်ပြီးဖြစ်တယ်သတိထားအထူးသဖြင့်ဝမ်းမိုက်ထက်ကဟာပဲလာတယ်အမျိုးသားအမျိုးသမီးတော့မတူဘူးပေါ့လေစီအစုပ်အစာရင်းကတော့အမျိုးသားအမျိုးသမီးဖြစ်တတ်တယ်သို့တော့နောက်တစ်ခုကျတော့အမျိုးသားတော်တော်များများကြောက်ကနဲ့ပတ်သက်ပြီးပို့ဖြစ်တာများတတ်တယ်သတိထားမယ်အမျိုးသမီးတွေတိုင်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်လုံးဝမပေါ်ဆန်နဲ့နော်ကျမ်းမာရေးစေယုံစီကံသွားတတ်တဲ့ကိန်းရှိတယ်ဖြစ်နိုင်ရင်တော့ဇာတပရိသသမီးဆရာဝန်နဲ့ပြရင်အများဆုံးပျောက်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီကနေ့မှာစေယုံစီကံသွားရင်ယောဂရှာလို့မတွေ့တာတို့အနာနဲ့ဆေးနဲ့မတိုးတာတို့ဒါမျိုးတွေဖြစ်တတ်တယ်သတိထားတကယ်အဖြစ်ကျွန်တော်ကခန္ဓာကိုယ်မှာဖြစ်မဲ့ကျမ်းမာရေးကိုလုံးဝစိတ်မပူဘာစိတ်ပူလဲမေးရင်စိတ်မှာဖြစ်တဲ့ကျမ်းမာရေးကိုကျွန်တော်စိတ်ပူတယ်ပထမဆုံးကျွန်တော်ပြောခဲ့သလိုဒီကနေ့မှာအင်္ဂါသားသမီးတွေစိတ်တော့ကလေးတွေစိတ်လေးတွေလေနေတတ်တယ်ကိုယ်စိတ်ကိုမနိုင်ဘူးဖြစ်နေတတ်တယ်ပုံမှန်မြင်နေတွေ့နေကြားနေကြအရာတွေကအစဒေါသအလွယ်တကူထွက်တာတွေကအစဖြစ်တတ်တယ်နော်စိတ်ဆိုးဒေါသထွက်တာလေးတွေလွယ်နေတတ်တဲ့သဘာဝရှိတော့လေတတိထားထိန်းချုပ်ပေးပါလို့ထက်တယ်လဲအကြံပေးပါရစေအခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့ပို့ဝင်နေပြောရင်အမျိုးသားတွေထက်ဆိုင်အမျိုးသမီးတွေကပို့ပြီးခိုက်တယ်အများကြီးဒီလိုကိန်းကန်းလေးတွေကြုံပြီးဆိုရင်ချစ်သူနဲ့ကွဲတာလို့အိမ်တော်ကွဲတာလို့တတိယတယောက်ပေါ်တာလို့ဖြစ်တတ်တယ်တချို့ကကြတော့တရားရောင်လုံးပြည့်တဲ့သားကွဲတာမဟုတ်ဘဲနဲ့အစင်ပြေလားမင်းလည်းမပြေဘူးကွဲလားမင်းလည်းမကွဲဘူးတိုးတိုးတောင်းနေနေစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တတ်တယ်လို့ခေါ်တော့သတိထားပါလေချစ်သူအိမ်တော်ဘက်ကတနင်္လာတို့တောက်ကြတို့ဆိုရင်ပို့ပြီးတော့စိုးတယ်ဗျဂယူးဆိုင်ပေးဗျနော်ကြာတာပရိရတော့အကောင်းဆုံးပါပဲချစ်သူမရှိတဲ့သူတွေချစ်သူတွေပါထားမယ်ဒီကလာမှာကိုယ့်စီကိုလာမယ်ဆိုရင်ကြာတာပရိတာသမီးတွေဆိုရင်လက်ခံလို့ရတယ်အဝင်တော်ပါတယ်ဗျနော်တနင်္လာတောက်ကြကောင်းကောင်းကြီးဒုက္ခပေးလိမ့်မယ်မမေ့ပါနဲ့လို့အကြံပေးပါရစေပညာရေးနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးတွေဘာမှစိတ်ပူကြမလို့နော်ဒီကလာမှာကျန်တဲ့စီးပွားရေးတွေဘာမှမလုပ်ချင်နေပါသေးသင်တန်းတွေပါတွေတက်မယ်ကိုလုပ်ချင်တဲ့ကိစ္စတွေအတွက်ရည်ရွယ်ချက်တွေချပြီးတော့နော်ပညာရေးသင်ပါစီးပူးပါတခြားပေါင်းအဆင်ပြေအောင်မြင်တယ်နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ဘာမှစိတ်ပူကြမလို့ကျောင်းတွေပါတွေရှောက်လဲအောင်တယ်ဗျအဆင်ပြေပါတယ်နော်ဧပြီလ30ရက်မေလ1ရက်2ရက်3ရက်အဲ့ရက်တွေကတော့အမှန်တန်ကံကောင်းတယ်ဗျကိုယ်တိုင်ကောင်းသလိုကိုယ့်ရဲ့မိသားစုမှာလည်းကောင်းတယ်စီးပွားလာပါလေတက်တယ်ငွေမျောလေးတဲ့နေရာကနေငွေအစုလိုက်ပြောင်းလိုက်ဝင်လာတာမျိုးလေးတွေဖြစ်တတ်တယ်လို့ခေါ်တယ်ဗျနော်ပြီးတော့အိမ်ချမ်းပြီးကိစ္စတွေဆောင်ရွက်ရတဲ့အခါမှာပို့ပြီးအဆင်ပြေတယ်ကောင်းမွန်တဲ့ခီးတွေသွားတတ်တယ်ရုပ်ရည်နိုင်ငံခြားခီးတွေပါတွေသွားတဲ့အခွင့်အရေးကောင်းတွေပေါ်ပေါက်တာနိုင်ငံခြားခီးသွားတာလူမျိုးသားဘာသာရေးတွေအကူအညီမသားမှုတွေကြုံရတာဖြေထားတဲ့ဆောင်းမွေးလေးတွေအင်တာဗျူးလေးတွေအောင်တယ်ဆိုတဲ့သတင်းစကားလေးတွေကြားရတာမျိုးတွေဖြစ်တတ်တယ်ဧပြီလ28ရက်29ရက်မေလ4ရက်အဲ့ရက်ကတော့အညံ့လေးတွေရှိတယ်သတိထားငါတို့ထိုင်နေနေပြဿနာဝင်တာပဲဗျ
မနက်မိုးနေတာနဲ့ကိုစိတ်တွေကမကြည်တော့ဘူးဗျမန်နဲ့ကြည့်အောင်ကိုမျက်နှာကိုကြည့်ရတာကြက်တွေမရှိဘူးထင်တဲ့အထိဖြစ်တတ်တယ်သတိထားနော်ပြီးတော့ကိုပြောတဲ့စကားလူများပြောတဲ့စကားကိုကိုကမခံတာဖြစ်စေကိုပြောတဲ့စကားကြောင့်ပြဿနာဖြစ်တာဖြစ်စေကြီးကြီးမားမားပြင်းပြင်းထန်ထန်ဖြစ်တဲ့သဘာဝရှိတော့အပြောအဆိုအနေထိုင်လေးတွေအဲ့ရပိုင်းမှာအစင်ဒီမှာငွေကြေးဆုံးရှုံးနေတာတဲ့အဝင်နဲ့ဆိုင်အထွက်တွေများတယ်ဗျသတိထားပြီနော်အဲ့တော့ကံရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရဖို့အတွက်ဆိုရင်တော့အစဲရောင်မိခိုးရောင်အပြာရောင်အဝါရောင်တို့ကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာတုံဆွဲဝတ်ဆင်ပေးပါဒါအပြင်နင်းစီပန်းရောင်စုံဇပယ်ပန်းသစ္စာပန်းရောင်စုံကြောက်စိမ်းပန်းတို့ကိုမိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့ဘုရားမှာဘုရားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်တုံဆွဲပေးပါအဲ့ကျွန်တော်မိတ်ဆွေအင်္ဂါတာသမီတွေပေါ့လေဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေပို့ကောင်းပြီးတော့ကြုံရတဲ့အညံ့အခက်လေးတွေကင်းပကျင်တယ်ဆိုရင်ရရအနေနဲ့ဘယ်လိုချီရမလဲပေါ့နော်မြတ်စွာဘုရားမှာပေါမုတ်ထောပတ်တုတ်လေးကတ်လို့ပေးမယ်မိမိကိုယ်တိုင်လည်းစားသုံးလို့ရတယ်အနီးနားသူတွေကိုလည်းဒါနပြုကျွေးမွေးပေးဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတွေဖြစ်စေဆရာသမားတွေဖြစ်စေနော်အဲ့ဒါတွေကိုပေါမုတ်ထောပတ်တုတ်လေးကျွေးမွေးဒါနပြုပေးပါနော်ဒါဆိုရင်တော့ကောင်းတဲ့ကံလေးတွေပိုကောင်းတယ်ဗျအညံ့အခက်လေးတွေပြေပြောက်ချင်တယ်ဆိုရင်ဖုံးကြောင်းတို့ကျွန်တော်ဓမ္မယုံတို့အဲ့ဒါတွေမှာတုံးတဲ့ခြေတုပ်ခုံလေးတွေလူပြအောင်လူပေးလိုက်ပါဒါဆိုရင်တော့အညံ့လေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပိုကောင်းသွားပါလိမ့်မယ်အင်္ဂါသာသမီအလုံးစိတ်ချမ်းသာခြင်းကိုကျွန်တော်မိတ်ဆွေဗုဒ္ဓဂုသာသမီတွေပေါ့လေဒီတစ်ပတ်ကာလမှာဘယ်လိုကံတရားလေးတွေကြုံတွေ့ရတဲ့လဲဆိုရင်ဟောတဲ့ခါမှာတော့ကျွန်တော်ဗီဒီမျက်နှာပဲကြည့်ပြီးဟောကြပါတော့ဗျာနော်ကောင်းတာလေးကစဟောပေးခြင်းလို့ဗျာနော်ထီပေါက်တဲ့ဂိမ်းလေးရှိတော့လေထီထိုးပြအောင်ထိုးပေးပါနော်မြန်မာထီပဲထိုးထိုးစင်ကူထီပဲထိုးထိုးထိုင်းထီပဲထိုးထိုးအစင်ပြေတာထိုးပြနော်အဲ့တော့ထီထိုးမဲ့ဆိုရင်ဘာကနလေးတွေထိုးတင်လဲဆိုရင်ငါးစ3ညအဆုံးဆိုတဲ့ကနလေးထိုးပြအောင်ထိုးပါဗျာနော်စမ်းကြည့်လိုက်ရအောင်နော်ဟုတ်ပြီအဲ့တော့အလောက်ကံရစပြီးပြောခြင်းတယ်ဗျဗီဒီမျက်နှာပဲကြည့်ပြီးဟောမှဖြစ်တဲ့တော့ကျွန်တော်နားလည်ပြီမယ်ဗုဒ္ဓဂုသာသမီတွေအလောက်ကံနဲ့ပတ်သက်ရင်လေကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဖြစ်ခဲ့ရင်တောင်မှဒီကာလမှာလုပ်တဲ့အလုပ်လေးတွေကအနောက်ရှက်လေးတွေရန်အတိုက်ခတ်လေးတွေအမှန်များနိုင်မယ်ဒါအပြင်ရောင်းပါဝယ်ပါဆိုတဲ့အနေနဲ့အထားမျိုးတွေကြုံရတတ်တယ်လုပ်ငန်းလေးတွေကရက်တန့်သွားတော့မလို့လမ်းတွေပြောင်းနေတတ်တယ်တချို့တဆိုလည်းလက်ရှိအလုပ်ကိုပဲရက်ပြီးတော့များနောက်လို့သေးတစ်ခုထပ်ပြီးလုပ်ရင်ကောင်းမလားဆိုပြီးအတွေးတွေပတ်ချပါတော့လက်တဲ့အနေအထားတွေဖြစ်တတ်တယ်ဗျအဲ့ကြတဲ့ရှိသေးတယ်ကိုယ့်ရဲ့အလုပ်သမားတွေကကိုယ့်စီကနေအကြောင်းအမျိုးမျိုးကြောင့်စက်ညင်တော်လာတာတွေကိုယ့်စီကနေထွက်သွားတာတွေဖြစ်တယ်ဖြစ်တော့နောက်ထပ်လူတွေပါထက်ခေါ်မယ်ဆိုလဲအလွယ်တကူလူခေါ်လို့မရတဲ့အတွက်အလုပ်ကရက်တန်းတော့မလို့အနေအထားထိဖြစ်သွားတဲ့ကိန်းကျွန်တော်မြင်တဲ့အတွက်အထူးဂရုစိုက်ပေးပါနော်ဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်တော့ဒီကာလမှာအတွင်းရန်ရှိတယ်အထူးသတိထားမယ်နော်ပြင်မတော့အကျိုးခံနိုင်ဝင်မရဘူးဗျအထက်လူကြီးရဲ့ဖိအားပေးမှုတွေလောဘော်ကင်ဘက်အချင်းချင်းမနာလိုတိုက်ခိုက်တာအောက်လက်ငယ်သားဆန့်ကျင်တာအဲ့ကြားထဲမှာတွားညက်တယ်ညတော့ကိုယ်တိုင်လက်ရှိအလုပ်မှာလှုပ်ချင်လေးမရှိတော့ဘဲနဲ့အလုပ်ကနေနားလိုက်ချင်တဲ့စိတ်တွေထွက်လိုက်ချင်တဲ့စိတ်တွေအစားအယမ်းပေါ်နေတတ်တယ်အဲ့တော့ကျွန်တော်စကားလေးတစ်ခုပဲအကြံပေးခြင်းနဲ့ထွက်ပြီးတော့ဘာမှမလုပ်ပဲထိုင်စားလို့ရတဲ့အနေအထားရှိရင်တော့စိတ်ရှုပ်ခံပြီးတော့လုံမနေနဲ့ထွက်ပလိုက်ပါနော်အာယုံနောက်တက်တာတယ်သို့တော့ထွက်ပြီးတဲ့နောက်ပိုင်းလက်ကြည့်လိုက်လို့ရှိရင်လည်းကိုကကြောပဲရှိတဲ့အနေအထားရှိတဲ့သူမျိုးတွေဆိုရင်တော့လုံးဝမပြောင်းမရှိပဲလက်ရှိလုပ်တဲ့အလုပ်လေးပဲဆက်လက်သိခံပြီးလုပ်စေခြင်းနဲ့ပြောင်းလဲရွှေ့ခဲ့ရင်အလုပ်တစ်ခုအလွယ်တကူရှာလို့မတွေ့တော့တာနောက်အလုပ်ကပိုဆိုးရဲဆိုတဲ့အနေအထားမျိုးတွေကြုံရတတ်တယ်အဲ့ဒါကနေရာထိုင်ခင်းနဲ့လည်းပတ်သက်ပြီးတော့ထပ်ပြောခြင်းနေတယ်ဒီကနေ့မှာကိုနေတဲ့နေရာထိုင်ခင်းတွေကရံမကင်းတာမျိုးတွေဖြစ်တတ်တယ်သတိထားနော်ပတ်သက်ရှိခဲ့ရင်တော့ဒီကနေ့မှာမြေပဲဝယ်ပါအိမ်ပြင်တာတွေအိမ်ဆောက်တာတွေလုပ်တာလေးတွေသိမသိမ့်တော့ဘူးတပိုင်းတစားကြီးဖြစ်နေတတ်တယ်တိုးတိုးတလောင်းနေဖြစ်နေတတ်တယ်သတိထားပါလို့အကြံပေးခြင်းတယ်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်တော့ဒီကနေ့မှာမြေနဲ့ပတ်သက်ပြီးအယောင်းဝယ်လုပ်တာမျိုးတွေပဲတို့ပြောင်းတို့နော်ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာယင်းနှိမ့်မြုံပြီးလုပ်တာလေးတွေကတင့်တော်တယ်သို့တော့ကျွန်တော်ကတင့်တော်တယ်လို့ပြောတော့လည်းပဲတကယ်အားဖြစ်တော့ဘာမှမလုပ်ပဲလက်ရှိလုပ်နေတဲ့အလုပ်တွေပဲထိမ့်ပြီးလုပ်ရင်ပိုကောင်းတယ်ကြီးကြီးမားမားယင်းနှိမ့်မြုံမှုတွေကမတင့်တော်ဘူးအထူးသဖြင့်ဒီကနေ့မှာကြောက်တွေပါတွေဝယ်ပြီးဖြတ်တယ်ဆိုကြပါစို့ဗျာရှုံးတာပေါ့မအောင်နော်ကားတွေအယောင်းဝယ်လုပ်တဲ့သူတွေဈေးကျပြီးတော့အဆင်မပြေတာလေးတွေအရှုံးပေါ်သွားတာလေးတွေပြက်လို့ပြင်ရတာလေးတွေကများတဲ့သဘာဝရှိတဲ့အတွက်လေလှုပ်ချာမလုပ်ဘဲနေရင်ပို့ပြီးတော့တတ်တာမယ်အကြံပေးခြင်းတယ်ဗျာနော်ဒီကနေ့မှာအလုပ်လုပ်လို့ရှိရင်ဂျာတာပရိနန်နဲ့စားတဲ့အလုပ်ငန်းတွေကိုအဓိကထားပြီးလုပ်လို့ရတယ်ဒါအပြင်ကျွန်တော်တို့စံစီစေးစာစက်ပစ္စည်းနဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ကားတဲ့ကိစ္စတွေကလည်းအကျိုးပေးတယ်ပေါ့နော်စားတော့ဆိုင်တွေပါလေဖွင့်ကျင်တဲ့ဘာဆိုလဲဖွင့်ပါရပါတယ်ဗျာနော်ငွေကြေးနဲ့ပတ်သက်ပြီးကြည့်တဲ့အခါမှာတော့ဟောမှာလဲအားနာတယ်ဟောရမှာလဲဟောရမှာပေါ့နော်ဆိုတော့လာတာထုတ်ပြီးသေဝင်မဲ့ကြံတယ်ဆိုတဲ့ဂိမ်းမျိုးတွေပဲမြင်တာသူကပတ်စံတပြားမှမဝင်တာမဟုတ်ပဲလက်ပိတ်တာမျိုးလည်းမဟုတ်ပဲနဲ့ရတဲ့ပတ်စံမမြဲချင်းဆိုတဲ့ဟာမျိုးမလောက်တဲ့ဟာမျိုးတွေတွားပြီးတော့ဖြစ်တယ်ဗျ
တကယ်ကုံပေါက်တွေကုံစရာတွေအများကြီးဒါပေမဲ့ရတဲ့ပတ်စံတွေကနည်းနည်းလေးဆိုတော့ဘလို့မှလက်ပတ်လို့မရတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ပေါ့တချို့ပုံကန်ညံ့တဲ့လူတွေဆိုရင်ဒီကာလမှာဘာဖြစ်လဲဆိုတော့ရစရာရှိတဲ့ပတ်စံလေးတွေမရပေးစရာရှိတဲ့ပတ်စံလေးတွေမပေးနိုင်ဘူးဆိုရင်ကို့မှာရှိတဲ့စုဆောင်ထားတဲ့ရွှေတဲ့ပစ္စည်းလေးတွေရောင်းထုတ်ရတာတို့အပေါင်တိုင်းပို့လိုက်ရတာတို့အဲ့လိုအနေအထားမျိုးတွေဖြစ်တတ်တယ်တချို့ဒီငွေကြေးအဆင်ပြေတဲ့ကန်တာတဲ့သူတွေကြတော့လေဘရုကူတာသမင်းသူတော့လည်းတရားနဲ့တရားမတူဘူးပေါ့ရတဲ့ပတ်စံလေးတွေမမြဲဘူးဆိုတော့လည်းအကျိုးလေးတွေမတင်ဘူးသူ့ဟာလေးနဲ့သူအဆင်ပြေတယ်အဝင်နဲ့အထွက်မရတယ်ဆိုတော့တတ်တာပေါ့အများအဖြစ်တော့မမျှဘူးဖြစ်တော့ဂယုဆိုင်နောက်ခံအခြေခံလေးတွေမရှိတဲ့သူတွေဆိုရင်ပို့ပြီးအညံ့လေးတွေရင်ဆိုင်ရတတ်တဲ့ဂယုဆိုင်ပါငွေအလွယ်တကူချင်းကားချင်းလက်လွယ်လွယ်လေးသုံးတာမျိုးလေးတွေသတိထားဆင်ခြင်ပါလို့အကြံပေးခြင်းတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘုဒ္ဓဂုသားသမီးကျွန်တော်မိတ်ဆွေတွေအဓိကခြုံပြောရင်တော့တစ်ချက်တည်းပဲ one by နဲ့ပတ်သက်ပြီးအဓိကထားဖြစ်မယ်အဲ့ဒီမှာဖြစ်ရင်ကြောက်ကနဲ့ပတ်သက်တဲ့ယောဂါတို့စီးအဆုပ်အစာရင်းနဲ့ပတ်သက်လို့ဖြစ်တာတို့ဖြစ်တတ်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒါထက်ဆိုင်ရင်လမ်းအသေးစိတ်လမ်းကြည့်တော့ဘာထွားမြင်လဲဆိုတော့ဥတက်ပေါက်တာတို့ဥရောင်တာတို့အစာရင်းအညာရောင်တာတို့ဒါမျိုးတွေသွားဖြစ်တတ်တော့ပို့ပြီးတော့သတိထားပြီနော်တချို့နည်းနည်းအညံ့လေးတွေပို့ပြင်းတဲ့သူတွေဆိုရင်တော့ဗိုက်တွေခွဲရတတ်တယ်ရိုးတန်းတာမန်လောက်ဆိုရင်တော့လေထိုးလေရောက်ဘိုက်အောက်တာမကြာခဏပြင်းပြင်းထန်ထန်အောက်တာမျိုးတွေတော့ဖြစ်တတ်တော့ဂယုစိုက်ပါနော်အထူးသဖြင့်ဝက်သားတို့လက်ဖက်တို့စားခြင်းအတက်နိုင်ဆုံးရှောင်ပေးပါလို့အကြံပေးပါရစေဒီကလာမှာအလုပ်တွေပါတွဲလုပ်မယ်ဆိုရင်ကြာသပရိသတ်သမီးမိတ်ဆွေတွေနဲ့ပူးတွဲပြီးလို့သူတို့ရဲ့အကြံဉာဏ်အကူအညီလေးတွေယူပြအောင်ယူပါဗျာနော်ပြီးတော့ကျမ်းမာရေးမှာနောက်ရှိတော့လေးတစ်ခုထပ်ပြောခြင်းသေးတယ်ဘုဒ္ဓဂုသားသမီးတွေငကိုရဲမှာတစ်နေ့3ခါလောက်ယူနေတဲ့အထက်ဒီကလာမှာစိတ်နဲ့ပတ်သက်ပြီးတော့စိတ်ပြန့်လွင့်လာမျိုးတွေဖြစ်တတ်တယ်နော်တခါကျရင်ပြောရင်စိတ်ကလေးနေတယ်ဗျာဖျားရှိခိုးရင်တော့ဩဃာသာလို့ကြတဲ့အချိန်မှာပဲစိတ်ကတခြားရောက်နေတာမျိုးတွေဖြစ်တတ်တယ်နော်အဲ့လေနေတဲ့စိတ်လေးတွေပြန့်လွင့်နေတဲ့စိတ်လေးတွေအရန်သတိထားပါပေါက်ရတွေရှောက်လို့ပြီးတော့အမားပေါ်အမားဆင်းတဲ့အတွက်အထူးသတိထားပါခန္ဓာကိုယ်မှာဖြစ်တဲ့ကျန်းမာရေးကရှာဖွေပြီးတော့ကုရင်ပျောက်သေးတယ်စိတ်မှာဖြစ်တဲ့ကျန်းမာရေးကစိတ်နဲ့ပဲကုရမှာဖြစ်တဲ့အတွက်ကိုသတိတွေထားပါလို့အကြံပေးပြရစီနော်အခြေအိမ်တော်နဲ့ပတ်သက်ရင်တော့ဘုဒ္ဓဂုသားသမီးတွေအတွင်းရန်ရှိတယ်လို့ကျွန်တော်ပြောတယ်ဗောလေအလုပ်မှာလည်းအတွင်းရန်ရှိသလိုအိမ်မှာလည်းအတွင်းရန်ရှိတယ်ဗျအိမ်တော်ဦးစီးကိုယ့်ရဲ့အိမ်တော်ဘက်နော်ယောက်ျားဖြစ်စေမိန်းမဖြစ်စေသူတို့ကိုအကြောင်းပြုပြီးစိတ်တော်ကလေးတွေရောက်တတ်တယ်မိဘရှိရင်မိဘကြောင့်စိတ်တော်ကရောက်ရတာတာသမီးကြောင့်စိတ်တော်ကရောက်ရတာညီကိုမောင်တော်ကြောင့်စိတ်တော်ကရောက်ရတာဆိုပြီးတော့အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်သူ့မကယ်နိုင်ကိုမကယ်နိုင်လေးတွေဖြစ်တတ်တော့သတိထားပေါ့အဲ့မှာအိမ်တွင်းရင်းမှာသူကရန်တစ်ချက်ဖြစ်တတ်တယ်ဗျတချို့တွေဆိုရင်ကွဲတာပြက်တာတွေကအစားဖြစ်တယ်တချို့ကမကွဲမပြက်ရင်တော့မျက်ချင်းဆိုင်တာနဲ့ရန်ဖြစ်တတ်တဲ့သဘာဝရှိတော့သတိထားပေါ့လေအထူးသဖြင့်ဗုဒ္ဓဂုတို့တနင်္ဂနွေတို့အဲ့နေ့နံတွေကကိုယ့်ကိုပို့ပြီးတော့ဒုက္ခပေးတတ်တယ်ချစ်သူအိမ်တော်ဘက်ကအဲ့နေ့တာသမီးတွေမှာပါရင်တော့ပို့ပြီးသတိထားပါလို့အကြံပေးပြရစေဧပြီလ30ရက်မေလ1ရက်2ရက်3ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတယ်အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလုပ်မယ်ဆိုရင်အဲ့ရက်မှာအဓိကထားပြီးလုပ်မယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေပြောဆိုလို့အဆင်ပြေတယ်ဗျလူမျိုးပဲလူမျိုးခြားဘာသာခြားတွေရဲ့ကုညီမဆမှုတွေကြုံရတတ်တယ်အထူးသဖြင့်ဆောင်းဝဲတွေဘာတွေဖြေမယ်ဆိုရင်အဲ့ကာလကဆောင်းဝဲအောင်တယ်ဆိုတဲ့ကာလလို့ခေါ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပရဟိတလုပ်ငန်းတွေမှာတိုင်းရင်းနဲ့ပါဝင်ဆက်နွယ်ပြီးတော့ကိုယ်တိုင်ကိုယ်ကျလောက်ကန်ရတာမျိုးတွေဖြစ်တယ်အဖွဲ့အစည်းတွေပေါ်မှာကိုယ့်ရဲ့ဩဇာအာဏာတွေပိုကြီးထွားလာလိမ့်မယ်ရှေ့ပုံရှေ့ကံကြီးမားတဲ့သူတွေဆိုရင်အမွေနဲ့ရတာတို့မြေဝင်တာမျိုးတို့ဒါမျိုးတွေအစရရှိပိုင်ဆိုင်တတ်တယ်ဧပြီလ28ရက်29ရက်မေလ4ရက်အဲ့ရက်ဒီမှာတော့အညာအခိုက်လေးတွေရှိတယ်ဘယ်ကနေစညံလဲပြောရမယ်ဆိုရင်တော့စိတ်ကနေစညံတာပဲစိတ်ပြန့်လွင့်နေတတ်တယ်လက်ရှိလုပ်တဲ့အလုပ်တွေလက်ရှိနေတဲ့နေရာတွေမှာမနေကျင်တော့တာတွေပြချအော်ဟိတ်ပြီးထုတ်ပြခြင်းတဲ့စိတ်တွေပေါ်နေတာတွေအလေလိုက်ခြင်းတဲ့စိတ်တွေပေါ်နေတာနင်းထိုင်ငုတ်ထိုင်နေတဲ့စိတ်တွေမကြည်တာတွေကအစဖြစ်တော့လေသတိထားပြီအိမ်မှာမနေခြင်းဘူးအလုပ်တွေမလုပ်ချင်တော့ဘူးစိတ်နဲ့လူနဲ့တခြားစီဖြစ်နေတတ်တယ်အဲ့ဒီမှာစိတ်တို့ဒေါသထွက်ပြီးတော့ကိုယ်စိတ်တွေကိုမထိန်နိုင်တော့လေပုံမှန်မြင်နေတွေ့နေရစကားတွေတောင်မှဒေါသထွက်လွယ်တဲ့ခါမှာရံပြိပခလေးတွေဖြစ်တတ်တယ်အိမ်တော်တွေဖို့ဆိုရင်လင်များတွေရံဖြစ်တဲ့ခါစကားများတွေမဟုတ်ဘဲနဲ့ကိုထိလက်ရောက်ထွေးကြကြစသည်အဖြစ်ဒါမျိုးတွေအစားဖြစ်တော့အထူးသတိထားပါလို့အကြံပေးပြရစီအဲ့တော့ဒီတစ်ပတ်ကာလမှာကံရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်ပေါ့လေနတ်ပြအောင်မိခိုးအောင်အစဲအောင်အဝါအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်မင်းမြုပ်ပန်းရောင်စုံဗရောင်ညွန့်ပိန်ပန်းဂရမပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့ဖရာမှာဖရာပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပေါင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂုသားသမီးတွေပေါ့လေကောင်းတဲ့ကံလေးတွေပိုကောင်းပြီးတော့ကြုံရတဲ့အညံ့လေးတွေကင်းအောင်ရရအနေနဲ့မလုပ်ကြမလဲဆိုတော့ဆုံးကကြွလာတဲ့ယဟန်တန်ကတော့တဘာဘာကိုနှုတ်စီဘူးတဘူးဝယ်ပြီးတော့လောင်းလူပေးလိုက်ပါဗျာနော်ကောင်းတဲ့ကံလေးတွေဧကံမုတ်ချပိုကောင်းသွားမယ်ကြုံရတဲ့အညံ့ခိုက်လေးတွေပြေပြောင်းချင်တယ်ဆိုရင်တော့အိမ်မှာရှိတဲ့တစ်ခါသုံးမကောင်းတဲ့ကော်ကွက်အဆုပ်အပြက်တွေရှာဖွေပြီးတော့ဆွန့်ပစ်ပလိုက်ပါဗျာနော်ဆွန့်ပစ်တဲ့အခါမှာအမိုက်ပုံလေးနဲ့ထိတ်ဆွန့်ပစ်တာမဟုတ်ပဲ
ကိုရိုင်းကိုကြလန်လေးကောတော့အနီးနားမှာရှိတဲ့အမိုက်ဘုံမှာတွားပြီးဆွန့်ပြလိုက်ရင်ပို့ပြီးတော့ကောင်းပါတယ်ဒါဆိုရင်တော့ပိတ်နေတဲ့လက်လာပါလေးတွေပါဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလတွေမှာကျွန်တော်မိတ်ဆွေဂျာတာပရိသတ်သမီးတွေပေါ့လေဘယ်လိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုရင်အလောက်ကစပြောကြပါတော့ဗျာနော်ဂျာတာပရိသတ်သမီးကျွန်တော်မိတ်ဆွေတွေဒီကာလမှာလေအလုံးနဲ့ပတ်သက်လို့ရှိရင်အလုံးမရှိသေးတဲ့သူတွေဆိုရင်ကြိုးစားပြီးတော့အလုံးလေးရှာပြီးနော်ဝရိယလေးထည့်ပြီးကြိုးစားပြီးရှာပြီးအလုံးအသက်ရတတ်တဲ့ကိန်းထဲမှာသွားပါတယ်ဗျာနော်အလုံးရှိတဲ့သူတွေဆိုရင်တော့နှစ်ချက်ဖြစ်တတ်တယ်တစ်ချက်ကကြတော့ဗာလဲဆိုတော့ယာရုတိုးအနေထားလေးတွေကြုံရတတ်တဲ့ကိန်းတွေမှာသွားမြင်တယ်တစ်ချက်ကတော့ယာရုမတိုးရင်လာတာတိုးပေါ့လေနှစ်ခုတွေကတစ်ခုသွားတိုးတာမျိုးဖြစ်တယ်ဒါကတစ်ဖက်ကောင်းတဲ့ဘက်ကကြည့်တာဂျာတာပရိသတ်သမီးချင်းတူတော့လည်းပဲတချို့အညံ့ခိုင်းရှိတဲ့သူတွေရှိကြတယ်တယောက်ချင်းစားတာစစ်တာမှမဟုတ်တာဟုတ်အဲ့တော့ဗာဖြစ်လဲဆိုတော့လက်ရှိလုပ်တဲ့အလုပ်ကအလုပ်တွေကတော့မဆိုးဘူးဗျာသူကလည်းသူအဆင်ပြေတယ်ပေါ့ဘာမပြေလဲလို့မေးလို့ရှိရင်အလုပ်ထဲမှာရန်အတိုက်ခိုက်တွေတေချာပေါက်ရှိတယ်ဆိုတော့ကိန်းမျိုးထဲမှာသွားမြင်တယ်နော်ရန်ရှိတယ်အလုပ်ထဲမှာမနာလိုတိုက်ခိုက်တဲ့သူတွေတော်တော်လေးပြင်းထန်တယ်အထက်လူကြီးကကိုယ့်ဘက်ကနေရှိတယ်ကိုယ်ဘယ်လိုပြောမလဲကောင်းတယ်ဆိုခဲ့ရင်တောင်မှလုပ်ဖို့ကိုင်မဲ့အချင်းချင်းအထက်လူကြီးကကိုယ်ပါသားပေးတဲ့ဆိုရင်အမြင်မကြည့်တာတွေတိုက်ခိုက်ဖို့အမြဲတမ်းဂုံတိုက်နေတာမျိုးတွေအဲ့လိုတိုက်ပါများတော့အထက်လူကြီးကကိုယ်တမျိုးထင်လာတာတွေအစသွားဖြစ်တဲ့ကိန်းထဲမှာပါတယ်အထူးသတိထားရမယ်နော်အဲ့လိုလေးတွေအတိုက်ခိုက်တွေဒေါ်လာကွဲလဲမှုတွေဖြစ်လာတဲ့အခါမှာဘာဖြစ်တယ်လဲဆိုတော့လက်ရှိအလုပ်ကနေမလုပ်ချင်တော့ဘဲနဲ့ထွက်ချင်တဲ့စိတ်တွေပေါ်လာတတ်တယ်နော်အဲ့အလုပ်ထွက်ပြီးတော့တခြားအလုပ်ကောင်းပြောင်းရင်ကောင်းမလားဆိုပြီးတော့အတွေးလေးတွေပါများစွာပေါ်လာတတ်တယ်ဆိုတော့ကျွန်တော်တို့ရဆိုရင်ပြောင်းရမလားလို့မေးရင်မပြောင်းမဲနေရင်တော့ပို့ပြီးတက်တာတယ်ပြောင်းခဲ့ရင်တော့အရန်ကောင်းတဲ့ထဲမှာတော့မပါဘူးအခက်မသိရင်ကြားထဲမှာနည်းနည်းကုလူကလန်လေးနဲ့ဖြစ်သွားတတ်တဲ့ကိန်းထဲမှာသွားပါတော့လက်ရှိလုပ်တဲ့အလုပ်လေးပဲထိန်းလို့စေချင်တယ်မဖြစ်မနေပြောင်းရမယ်ဆိုတော့လည်းပြောင်းပါလေအရန်ကောင်းတဲ့ထဲမှာမပါဘူးပိုးစိုးပဆက်ဆိုးတယ်လို့တော့ကျွန်တော်မပြောလို့ဘူးเนาะမဆိုးဆိုတဲ့အနေထားလို့ဆိုတော့ဒဂုကပြောင်းပြီးတော့တခြားနေရာမှာအတစ်တစ်ခုစတင်အကောင်နဲ့လုပ်မယ်ဆိုတာမျိုးလေးတွေကအားတော့နေတာပေါ့တခုတော့ရှိတယ်အဲ့ဒါက तू ကဒီအလုပ်နဲ့ပတ်သက်ပြီးပြောတာဟုတ်အလုပ်နဲ့မှာ तू ကဝန်ထမ်းတွေအတွက်ပြောတာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့ဘာဆိုလဲကြာတာပရိသတ်သမီးတွေကြတော့ဒီကာလမှာလုပ်ငန်းအတစ်တစ်ခုစတင်အကောင်တွေပေါ်တိဆောက်လို့ရတဲ့ကိန်းထဲမှာသွားပါတယ်ဘာလုပ်ချင်လဲလုပ်ချင်တဲ့ကိစ္စတွေဒီချင်းကနေစပြီးတော့စတင်အကောင်တွေဖော်လိုက်စမ်းပါဗျာတေချာမောင်းဘဝအတွက်အာမခံချက်ကောင်းကောင်းအဆင်ပြေသွားလိမ့်မယ်ကျွန်တော်အတိုင်းမြင်တယ်ဗောလေဥပမာလုပ်ငန်းတစ်တိုးချက်မလားစာရင်တစ်ဖွင့်မလားလုပ်ပါတေချာမောင်းအောင်မြင်တယ်ချက်ချင်းလက်ငင်းအောင်မြင်တာမဟုတ်တော့လည်းပဲဒီကာလဒီမျိုးစိချတဲ့ကာလလို့ခေါ်တယ်ဒီကာလမှာဆက်ယူလိုက်တဲ့အစီအတွေကတစ်ချိန်ကြလို့ရှိရင်သူကအသီးပွင့်များစွာခံစားရမယ်ဆိုတဲ့ကိန်းထဲမှာပါတော့အကောင့်နဲ့ဖော်မယ်ဆိုရင်အချိန်မစွန်းနဲ့လုတ်ပြအောင်လုပ်ပါနော်အဲ့ဒါလေးအကြံပေးခြင်းတယ်တခုရှိတယ်ဒီကာလမှာအလုတ်ပြောင်းတာတွေကအရင်အားမကောင်းဘူးဆိုတာမှန်တော့လည်းပဲအိမ်နဲ့ပတ်သက်လို့ရှိရင်တော့သူကအိမ်အပြောင်းလဲဖြစ်တဲ့ကိန်းထဲမှာပါတယ်နော်လက်ရှိနေရာဌာနအပြောင်းလဲဖြစ်တဲ့ကိန်းထဲမှာပါတယ်ပြောင်းရင်ကောင်းလားမင်းပြောင်းလို့ရတဲ့အနေထားမှာရှိတဲ့အတွက်အိမ်ပြင်အိမ်ဆောက်မယ်ဆိုရင်ဆောက်ပါအိမ်တွေပါလေအသက်ဝယ်မယ်ဆိုရင်ဝယ်ပါရပါတယ်ဗျ။အိုးအိမ်နဲ့ပတ်သက်ပြီးပြင်တာဆင်တာပြောင်းတာဆောက်တာအဲ့ဒါမျိုးလေးတွေသွားဖြစ်တတ်တယ်။သို့တော့ကောင်းတဲ့ဘက်ကိုဦးတည်ပြီးဖြစ်တည်လာလိမ့်မယ်လို့အကြံပေးခြင်းတယ်ဗျာနော်။ငွေကြေးနဲ့ပတ်သက်ရင်တော့ကြာလာပြီးသားသမီးကျွန်တော်မိတ်ဆွေတွေငွေကြေးကအရင်မကောင်းဘူးဗျာနော်။ဒါပေါ့လည်းပြောတာပေါ့။အားလာဘောလို့ခေါ်တယ်ဗျ။နည်းနည်းလက်ပိတ်ချင်တယ်လို့ဖြစ်နေတယ်။ဆိုတော့ပတ်စံကသူ့ဟာနဲ့သူတော့ရတယ်ဗျ။ဒါပေမဲ့လို့လက်ထဲဘလို့မအောင်လိုက်ဆုပ်တာအတက်နိုင်ဆုံးကြိုးစားပြီးတော့လိုက်ကင်တာကင်လို့မရဘူးဖြစ်နေတယ်ဗျဝင်လိုက်ထွက်လိုက်နဲ့တခုဝင်မယ်ဆိုလို့ရှိရင်အနောက်မှာကုံဖို့ဆိုတာတန်းစီစောင့်နေတယ်ဆိုတဲ့ကိန်းခန်းမျိုးကြီးသွားဖြစ်တတ်တဲ့သဘာဝရှိတယ်ဂယုဆိုင်ပေါ့တခုတော့ရှိပါတယ်အဲ့လိုကုံတဲ့ခါမှာကိုတဦးတယောက်တည်းတုံးဆွဲလို့ကုံတာထက်ဆိုင်ပေါ့လေမိသားစုအိမ်အတွက်ကုံရတာများတယ်တချို့ကအိမ်ပြင်အိမ်ဆောက်အိမ်ဖျားရတာအတွက်ငွေကုံကြေးကြလေးတွေများသွားတာလေးတွေတချို့ကအဲ့အိမ်ရရှိတဲ့မိသားစုတွေကြောင့်ငွေကုံကြေးကြများတာမျိုးတွေသွားဖြစ်တတ်တဲ့အတွက်နော်အဲ့ထက်မှာသွားကုံဆုံးတတ်တဲ့ကိန်းလေးရှိတယ်ဂယုဆိုင်ပါပြီးတော့ဒီကားမှာတခုပြောရရှိတယ်ကြာလာပရိသတ်သမီးတွေလူမှုရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းအညံ့ခိုင်လေးရှိတယ်မိတ်ပြက်ဆွေပြက်လေးတွေဖြစ်တတ်တယ်ညီကောင်မောင်ကအရင်ချာနေဖြစ်စီပြီးအောင်ပြီးတော့အရန်ရင်းနှီးပါတယ်ဆိုတော့ပခုံးဖက်ပြီးပေါင်းတဲ့သူတွေဖြစ်စီကို့အနေထိုင်နေအကြောင်းမရှိအကြောင်းရှာအထင်လွဲပြီးမုန်းတတ်တယ်ဗျကိုရှေ့ရဆက်ကကောင်းတဲ့ဟာကိစ္စမရှိဘူးတခါတော့သူတို့အလိုက်အကြိုက်ကိုမလိုက်နိုင်ဘူးဆိုရင်ကို့ရန်သူထင်တတ်တယ်ဆိုတဲ့သူမျိုးတွေနဲ့သွားကြုံရတတ်တယ်ရှင်းပြရင်လည်းလက်မခံဘူးဆိုတဲ့အနေအထားတွေဖြစ်တတ်တယ်သတိထားနော်ရှင်းပြလို့လက်မခံရင်တော့ထတာချပါလေအဲ့တခုပဲရှိတော့တယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂျာတာပရိသတ်သမီးကျွန်တော်မိတ်ဆွေတွေကျမ်းမာရေးမှာအဓိကအားဖြင့်ခါနာတာကြောက်ကနဲ့ပတ်သက်ပြီးဖြစ်တာခြေထောက်နာတာဒါမျိုးတွေအစားသွားဖြစ်တတ်တယ်သတိထားပြီးအသက်ရဲ့အကြီးရင်းတဲ့သူတွေဆိုရင်မျက်စိနဲ့ပတ်သက်ပြီးထိတဲ့အတွက်မျက်စိခွဲရစိတ်ကတာမျက်မှန်ပါဝါတိုးသွားတာဒါမျိုးတွေအစားဖြစ်တတ်တယ်နော်မပေါ့ဆက်ပါနဲ့လို့အကြံပေးပြရစီအခြေအိမ်တော်နဲ့ပတ်သက်ရင်တော့ကျွန်တော်မိတ်ဆွေဂျာတာပရိသတ်သမီးတွေဒီကာလကအမရန်စမ်းပွင့်တဲ့ကာလလို့ဆိုကြပါတော့ဗျာနော်အမရန်စမ်းပွင့်တဲ့ချစ်သူမရှိတဲ့ကြာသပတေးသားသမီးတွေဒီကာလမှာချစ်သူအသေးရတတ်တဲ့ကိန်းရှိတယ်။ရခဲ့ရင်ကောင်းလားမင်းအမရန်ကောင်းတာပေါ့ဗျ
ဒီကလာမှာချစ်သူအသေးရရင်ရတဲ့ချစ်သူဒီဘဝအတွက်ကောင်းမွန်တဲ့ချစ်သူအိမ်တော်မကောင်းနေရအစဖြစ်သွားနိုင်တဲ့အထိကြုံရတော့ကောင်းတယ်တနင်္ဂနွေသားသမီးတို့အင်္ဂါသားသမီးတို့ကိုယ်စီတိုးဝင်လာရင်လက်ခံပြအောင်လက်ခံလိုက်စမ်းပါဗျာနော်နေနိုင်ခြင်းရလဲတဲ့ပါတယ်နော်အဲ့ဒါကောင်းတယ်ချစ်သူရှိတဲ့သူတွေကတော့ရုပ်တရက်မမျောနိုင်ပဲနဲ့အိမ်တော်တွေဘာတွေထပြီးကြတတ်တဲ့ကိန်းတွေမှာရှိတယ်ကြလဲကောင်းတယ်အေးချမ်းချမ်းပြပြလဲလဲပါပဲဗျအဲ့တော့အိမ်တော်ပြုတ်ဖို့ရည်ရတဲ့ညီငယ်ညီမငယ်တွေရှိကြတယ်ဆိုရင်ဒီကာလမှာပြုတ်ပြောင်ပြုတ်ဟွာလည်းမဝင်သေးဘူးနော်ယူပြအောင်ယူကြပါယူလို့ကောင်းတဲ့အနေအထားမှာရှိတယ်လို့အရောက်ပို့ပေးပြရသေးဗျာနော်တခုတော့ရှိတယ်အိမ်တော်တွေကဘာဖြစ်တယ်လဲဆိုတော့စမ်းပွင့်တဲ့ကာလဖြစ်တဲ့အခါမှာပြဿနာလေးတွေရှိတတ်တယ်အထူးသဖြင့်ချစ်သူအိမ်တော်ဘက်မိမအနောက်ရှက်လေးတွေဝင်တတ်တဲ့ကိန်းလေးတွေရှိတယ်လုံးဝမပေါ်ဆက်ပါနဲ့နောက်တစ်ခုကသူကဒီကာလမှာပြဿနာမဟုတ်ခဲ့ရင်တော့မှအကြောင်းကြောင့်ပေါ့လေတယောက်တနေရာစီခွဲနေရတတ်တဲ့အနေအထားမျိုးအိမ်တော်ဘက်တွေကြုံရတတ်တဲ့သတိလေးထားပေးပါနော်အဲ့ဒါလေးအကြံပေးခြင်းနဲ့ကိုပတ်တဲ့သူတွေထဲမှာတနင်္လာသားသမီးစနေသားသမီးတွေကကိုယ်ကောင်းကောင်းကြီးဒုက္ခပေးတတ်တယ်ချစ်သူအိမ်တော်ဘက်ကအိမ်နေသားသမီးတွေဆိုတော့မကောင်းဘူးပေါ့လေအထူးသတိထားပါလို့အကြံပေးပြရစီအဲ့တော့ဒီကာလမှာကြာသာပရိသားသမီးတွေဧပြီလ28ရက်30မေလ1ရက်3ရက်အဲ့ရက်လေးတွေကတော့အမရန်ဩဇာအာနာအချိန်ဝါကြီးမားတဲ့ကာလလို့ခေါ်တယ်ကိုပြောသမျှဆိုသမျှအရာအလုံးလက်ညှိုးညွှန်ဟာရည်ဖြစ်တယ်အောင်မြင်တယ်ဗျာနော်အများကိုစိုးမိုးနိုင်တယ်ဆိုတဲ့အနေအထားလေးတွေဖြစ်တတ်တဲ့အတွက်အမရန်ထွန်းပေါက်မဲ့ကာလပဲအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမှာအဲ့ကာလမှာလုပ်ပြီးတော့တန်ဖိုးကြီးတဲ့စက်ပစ္စည်းတွေဝင်တတ်တဲ့ကိန်းရှိတယ်အဝင်တော်တယ်ဗျာနော်ကောင်းတယ်ဗျတချို့ကစိုင်းဘုတ်အသစ်တင်ရတာတို့စိုင်းအသစ်ဖွင့်ရတာတို့အမရန်ကောင်းတယ်ဒါတိုင်ပြီးကိုယ့်ထက်ကြီးခဲ့တဲ့မိဘတွေအဲ့လိုမျိုးဆရာသမားတွေကိုယ့်ထက်ကြီးခဲ့တဲ့သူတွေကိုယ့်အကျိုးလိုလားတဲ့သူတွေကကိုယ့်ကိုကူညီဆောက်ရှောက်မဆပြီးလက်တွဲခေါ်တဲ့ကိန်းတွေမှာပါတဲ့အတွက်အမရန်ကောင်းတယ်မမျော်လင့်ပဲနဲ့ခရီးတွေပါတွားရတတ်တဲ့ကိန်းတွေမှာပါတယ်အထူးသဖြင့်အရှိတောင်တောက်ရက်ကိုခရီးသွားရတာဖြစ်မဖြစ်အရှိမြောက်တောက်ရက်ကိုခရီးသွားတာမျိုးလေးတွေဧကမုတ်ချကြုံရတတ်တယ်သွားကြရင်လည်းကောင်းတယ်သွားပါဗျာနော်ဧပြီလ29ရက်မေလ2ရက်4ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်ဗျာအထူးသဖြင့်ငွေကြေးနဲ့ပတ်သက်ရင်ငွေကုန်ကြေးကြလေးတွေများတတ်တဲ့သဘာဝရှိတယ်နော်ပိုင်ဆိုင်မှုအတွက်စကားပြောဆိုရတာမျိုးလေးတွေဖြစ်တတ်တယ်အိမ်ချမ်းမြေကိစ္စတွေနဲ့ပတ်သက်ပြီးစကားပြောဆိုရတာမျိုးလေးတွေဖြစ်တတ်တယ်သတိထားပေးပါအမျိုးသားတွေမိန်းမကိစ္စနဲ့ပတ်သက်ပြီးနာမည်ဂုဏ်သိက္ခာပြတ်တာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်အထူးဂရုစိုက်ပါနော်မိန်းမတို့ဖဲတို့ဘောလုံးတို့အပျော်ပါကိစ္စတွေကြောင့်ငွေကုန်ကြေးကြလေးတွေဆုံရှုံနေတာမျိုးလေးတွေအချက်အကွဲအကျိုးနဲ့ဖြစ်တာမျိုးလေးတွေအဲ့ရက်မှာကြုံရတတ်တော့အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးပြရစီအဲ့တော့ကြာသာပရိသတ်သမီးကျွန်တော်မိတ်ဆွေတွေဒီတပတ်ကာလမှာကံရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရအောင်အဝါရောင်လိမ္မော်ရောင်အပြာရောင်အရင်နှုတ်နဲ့ရောင်အဲ့ဒီအရောင်တွေကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်တဲ့အခါမှာတုံဆွဲဝတ်ဆင်ပေးပါဒါအပြင်အုံညွန့်အုံပန်းဩဇာညွန့်ဇပပန်းသစ္စာပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့ဖရားမှာဖရားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတာမျိုးပဲဖြစ်ဖြစ်ပြုတ်လို့တုံဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေကြာသပရိသတ်သမီးတွေဒီလိုကာလမှာကောင်းတဲ့ကံလေးတွေပို့ကောင်းပြီးတော့ကြုံရတဲ့အညံ့အခက်တွေပြေပြောင်းဖို့အတွက်ဆိုရင်ရရလေးတော့ခြေရမှာပေါ့နော်အဲ့တော့ရရနေနဲ့ဘယ်လိုခြေရမလဲဆိုတော့မြတ်စွာဘုရားကိုအုံနှုတ်ခောက်ဆွဲလေးစက်ကပ်လူတန်းပေးရမယ်ကိုယ်တိုင်လည်းအုံနှုတ်ခောက်ဆွဲလေးစားအလိုရှိရဆူတောင်းအနိဒာပတ်ဝန်းကျင်ကသူတွေမိဘဆရာသမားတွေကိုလည်းအုံနှုတ်ခောက်ဆွဲလေးဒါနပြုကျွေးမွေးလူတန်းပေးခြင်းအဖြစ်အလိုရှိရဆန္ဒလေးတွေတလုံးတော့ပြေဝလာမယ်အညံ့အခက်တွေပြေပြောင်းချင်တယ်ဆိုရင်တော့စာကလေးငှက်လေးသုံးအောင်လွတ်ပြအောင်လွတ်ပေးလိုက်ပါဗျာနော်ဒါဆိုတော့ကြုံရတဲ့အညံ့လေးတွေကင်းပြီးတော့ကောင်းတဲ့ကံတွေကဧကံမုတ်ချပိုးကောင်းသွားပါလိမ့်မယ်ကျွန်တော်ပဲကြည့်ပြီးဟောကြပါလို့ဗျာနော်ကောင်းတာမြင်နဲ့ကောင်းတဲ့တိုင်းဟောမယ်အကယ်မကောင်းဆိုလည်းမကောင်းဆိုတဲ့တိုင်းကျွန်တော်ပို့နေနေပြောမယ်နော်အဲ့တော့ထီပေါ်လာပါတဲ့သူတွေတောက်ကြသားသမီးတွေရှိတယ်ဆိုရင်တော့ဒီကာလမှာထီထိုးခြင်းတယ်ဆိုရင်ကျွန်တော်ကဏ္ဍလေးတစ်ခုလောက်ရွေးပေးမယ်နော်ထိုးမယ်ဆိုရင်တော့ငါးစာနဲ့အဆုံးဆိုတဲ့ကဏ္ဍလေးအဓိကထားပြီးထိုးပြအောင်ထိုးပေးပါလို့အကြံပေးပြရစီနော်အလောက်ကစပြီးပြောကြပါစို့တောက်ကြသားသမီးကျွန်တော်မိတ်ဆွေတွေဒီကာလမှာအလောက်အကင်ဖြစ်မဖြစ်ရင်နေရာထိုင်ရင်နှစ်ခုရတစ်ခုခုကတော့အပြောင်းလဲဖြစ်မယ်ဆိုတဲ့ကာလတွေမှာသွားပါနေတယ်အလုပ်ပြောင်းရမယ်မပြောင်းရရင်နေရာထိုင်ပြောင်းရတတ်တယ်နော်အဲ့ဒါသွားတွေ့ရတတ်တယ်ပြီးတော့ဒီကာလမှာအစိုးရဝန်ထမ်းတွေတခြားပုဂ္ဂလိကဝန်ထမ်းပေါ့ဝန်ထမ်းတွေဒါဖြစ်ခဲ့မယ်ဆိုရင်အလုပ်နဲ့ပတ်သက်ရင်ယာရုတိုးတတ်တယ်ဆိုတဲ့အနေအထားမျိုးသွားကြုံရတတ်တယ်အဲ့တော့ယာရုတိုးအပြောင်းလဲဖြစ်တဲ့ကိန်းရှိတယ်ယာရုတိုးဆောင်ဝဲတွေပါတွေပဲဖြည့်မယ်ဆိုရင်ဖြည့်တခြားပေါင်းအောင်မယ်ဆိုတဲ့အနေအထားဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေကိုစားအမရဝမ်းသာပါတယ်ဗျာနော်နောက်တစ်ခုရှိတာကတောက်ကြသားသမီးတွေလေအဲ့ဝန်ထမ်းတွေဖြစ်ခဲ့မယ်ဆိုရင်ဒီကာလမှာအလုပ်လုပ်တဲ့အခါမှာသူကကြတော့ဒီအောက်လက်ငယ်သားအဓိကထားပြီးကိုယ်ဒုက္ခပေးတတ်တယ်လုပ်ဖို့အကိုင်းပဲအချင်းချင်းဖြစ်စီအောက်လက်ငယ်သားဖြစ်စီကိုယ်တော်တော်လေးဒုက္ခပေးတတ်တယ်နည်းနည်းတော့သတိထားပြီနော်
သူတို့အဲ့လိုမျိုးခြုံလုံးလောက်လာကြကိုတခြားတဲ့နေရာကိုပြောင်းသွားတဲ့အနေအထားမျိုးတွေသွားဖြစ်တဲ့အတွက်လူတွေဒုက္ခပေးတတ်တယ်လူဒုက္ခပေးရင်သူကအဝေးရလူမဟုတ်ဘဲနဲ့လူရင်းလူယုံဒုက္ခပေးသက်သာဟောတာဖြစ်တဲ့အတွက်နောက်ကျော်ဓာတ်နဲ့ထိုးခံရတဲ့တတိတွေတော့ထားပေးပါလို့အလုံးနဲ့ပတ်သက်ပြီးအကြံပေးခြင်းတယ်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်မယ်ဆိုတဲ့သူတွေကတော့ဒီကာလမှာလုပ်ငန်းတွေချက်ထွင်ပြီးလုပ်မလားလုပ်လို့ရတယ်အောင်မြင်နိုင်မယ်ဗျာနော်ဒါမှမဟုတ်လုပ်ငန်းအသစ်တစ်ခုကိုအခုမှစတင်အကောင့်ထဲပေါ်ဖို့လုပ်နေတဲ့သူတွေကလုပ်ဖို့တင်$မတင်$စဉ်းစားနေတယ်ဆိုရင်လုပ်ပြအောင်လုပ်ပါဗျာတေချာပေါ့အောင်မြင်ပါလိမ့်မယ်နော်ဒီကာလမှာအလုပ်တစ်ခုစတင်အကောင့်ထဲမပေါ်ဘူးဆိုရင်တော့ဘယ်ကာလမှလုပ်မနေတော့လို့ပဲပြောရမယ်ဗျာနော်ဆိုင်ဖို့အသစ်တင်ရတာတွေဆိုင်သစ်ဖွင့်ရတာတွေလောက်ရတဲ့ကိန်းတွေမှာသွားမြင်တယ်တချို့ကကျတော့တဦးတယောက်တည်းလောက်ရတယ်တချို့ကကျတော့စက်တူရှယ်ယာလုပ်ငန်းတွေကအစသွားလောက်ရတဲ့လုပ်မယ်ဆိုရင်ကိုဝိုင်းပြီးတော့ကန်နာမဲ့သူတွေကအစအများကြီးပေါ်ပေါက်လာမှာဖြစ်တဲ့အတွက်ရဲရဲဝံ့ဝံ့ခေါင်းပေါ်ရင်ကောက်ပြီးလှုပ်ပြအောင်လုပ်လိုက်ပါလို့အကြံပေးပြလေနော်လုပ်မယ်ဆိုတော့အကောင်းဆုံးကတော့ကြာကပရိသတ်သမီးတွေနဲ့ပူးတွဲပြီးလုပ်မယ်ဆိုရင်ပို့ပြီးတော့အားကောင်းတယ်ဗျလှုပ်ပြအောင်လည်းလှုပ်စေခြင်းတယ်ဗျနော်အထူးသဖြင့်ဒီကာလမှာစားတောက်ဆိုင်တွေပါလေဖွင့်မဲ့သူတွေဖွင့်လို့အရင်အားကောင်းတာပေါ့နော်ဖွင့်ပြအောင်ဖွင့်အောင်မြင်တယ်စံပွဲရုံတို့စီပွဲရုံတို့နော်စီတိုင်းတို့ဒါပြင်စက်ပစ္စည်းတွေပါလေရောင်းဝယ်ဖောက်ကားတာတွေအမှန်ကောင်းတယ်ဗျနော်စေးတိုင်းတွေစေးုံစေးကနေထောင်လာဖွင့်မလားအမှန်ကောင်းတာပေါ့ဗျာနော်လှုပ်ပြအောင်လှုပ်စမ်းမှာအကျိုးပေးပါတယ်ဗျာနော်တခုတော့ရှိတယ်အလောက်ကနေပါလေလှုပ်တဲ့ခါမှာဒီကာလမှာရွှေရဲ့ပတ်သက်ပြီးတော့လှုပ်တဲ့ကိစ္စလေးတွေကနေဆုံရှုံနေတာမှုတွေရင်ဆိုင်ရတတ်တယ်။ရောင်းမဝယ်မဖြစ်တာမျိုးတွေဖြစ်တဲ့အတွက်အသတိထားပါနော်။ရွှေပါလေလုံးဝအဝင်မတော်ဘူး။ရှိတဲ့ရွှေရောင်းမှအကြောင်းကြောင့်အလောက်ကနေတွေလှုပ်ဖို့ရင်းနှီးဖို့လိုရတယ်ဆိုပြီးတော့အပေါင်ဆိုင်ရောက်သွားတာလေးတွေရောင်းထုတ်ရတာမျိုးတွေအစားဖြစ်တော့လေသတိထားပေးပါအောင်နော်။ရွှေရရင်ရွှေအဝင်မတော်ဘူး။ဝယ်ကျင်တစ်ပါးဆိုရင်မြေတွေပါလေဝယ်ရင်အဝင်တော်တယ်။ရွှေတော့လုံးဝမဝယ်ပါနဲ့နော်။အဲ့ဒါလေးအကြံပေးခြင်းတယ်။ငွေကြေးနဲ့ပတ်သက်ရင်တော့တောက်ကြသားသမီးတွေဒီတစ်ပတ်ကာလကငွေကြေးကံလက်လာပါလေးတွေအမှန်တန်ရွှေမဲ့ကာလတွေမှာပါတယ်ငွေအစုလိုက်ပြုံလိုက်ရတတ်တဲ့ကိန်းတွေမှာပါတယ်ဆိုတော့ကောင်းပါတယ်ငွေကြေးကံလေးတွေရတာအဆင်ပြေတာဖြစ်တဲ့အတွက်ဆရာသမားတွေမိဘတွေကိုပြန်ပြီးပြုစုလုပ်ကျွေးနိုင်တဲ့အနေအထားတွေအစားဖြစ်တတ်တဲ့ကိန်းတွေမှာပါတယ်စိတ်ပူစရာမလိုပါဘူးเนาะတခုတော့ရှိတာပေါ့ရတဲ့ပတ်စံလေးတွေကအဲ့လိုမျိုးတွေပြန်လုပ်တဲ့အခါမှာကိုယ်တက်သိမ့်မကြံတာမျိုးတွေတော့ဖြစ်တတ်တယ်ဒါပေမဲ့လို့စိတ်မပူနဲ့အများကြီးဆက်ပြီးဝင်လာမဲ့ကိန်းတွေမှာရှိပါတယ်ဗျာเนาะကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တောက်ကြသားသမီးတွေအချက်နှစ်ချက်ဖြစ်တတ်တယ်။တခုကခန္ဓာကိုယ်မှာဖြစ်တဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ယောဂတွေကြီးတဲ့အခါမှာလေထိုးလျောက်လေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်။နည်းနည်းအသက်အရွယ်ကြီးနေတဲ့သူတွေဆိုရင်ကိုယ်တချမ်းသေးတာတို့လေခက်တာတို့ဒါမျိုးတွေအစားလာတတ်တယ်။ယိုဒနာဆိုလဲသူကခုနကဝမ်းပြောက်ဝမ်းလျှော်တို့လေထိုးလျောက်တို့ဖြစ်နည်းနည်းပြင်းထန်တော့လေဂယုဆိုင်ပြီးအမျိုးသမီးတွေသွေးသားနဲ့ပတ်သက်တာတည်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်။ဂယုဆိုင်ပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့နောက်တစ်ခုကဘာထက်ဖြစ်တယ်လဲဆိုတော့တွားလာလှုပ်ရှားတဲ့အခါအရန်သတိထားစေခြင်းနဲ့တယောက်ကန်တဲ့တယောက်တော့မတူကြဘူးဗောလေအမှသတိထားလို့ရတာကသွားလာလှုပ်ရှားတဲ့အခါမှာအခက်မသိရင်အဖမ်းဆီးအချုံအောင်ရောက်ပြဿနာဖြစ်တဲ့ကိန်းမတော်တဆထိမိခိုင်းပြီးအက်ဆီဒန့်ဖြစ်တဲ့ဆိုတဲ့ကိန်းမျိုးတွေအားစားသွားကြုံရတတ်တယ်အဲ့ဒီမှာကျွန်တော်စိတ်ကူတာလေးတစ်ချက်ပဲအဲ့ဒါဘာလဲဆိုတော့အနောက်တောင်နောက်ရက်ကိုခီးသွားတာလေအတက်နိုင်ဆုံးရှောင်မယ်ရေလန်းခီးတွေပါတယ်မသွားပါနဲ့တချို့အပျော်ပါလိုက်စားတဲ့အနေနဲ့အရက်ဘီယာတွေတောက်ကြတယ်ရေသွားကူးကြတယ်ကမ်းခြေမှာရေဆော့ကြတယ်အဲ့လိုဆော့တဲ့အခါအခက်မသိရင်ရေနစ်တတ်တယ်ဗျနော်အဲ့ဒါဆိုရင်အသက်ဘေးအန္တရာယ်အမှန်တန်စိတ်ပူရတတ်တယ်ကိုယ့်ရဲ့သားသမီးတချို့ကကြတော့ကိုယ်ကိုယ်တိုင်ဓာတ်ရိုက်မဖြစ်ဘူးဆိုရင်တော့မှကိုယ့်ရဲ့သားသမီးတွေညီကိုမောင်နှမတွေကသွားဖြစ်တယ်နော်အဲ့လိုမျိုးဖြစ်တော့သတိထားမယ်ပြီးတော့ခုနကရောင်းကြောင်ပြဿနာဖြေရှင်းရမယ်ဆိုတဲ့ကိန်းမျိုးလေးတစ်ခုသွားတွေ့ရတယ်အဲ့တော့အဲ့ဒါကကိုယ်ကိုယ်တိုင်ဓာတ်ရိုက်မဖြစ်ရင်လည်းကိုယ့်ရဲ့သားသမီးဆွေမျိုးညီကိုမောင်နှမမိဘသူတို့ကိုအကြောင်းပြုပြီးတော့ကိုကလိုက်ပါဖြေရှင်းရတတ်တယ်ဆိုတဲ့အနေအထားမျိုးသွားကြုံရတတ်တော့အထူးတော့သတိထားပေးပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်အစားအစာတွေစားတဲ့အခါမှာခြေလေးချောင်းသားလေးအတက်နိုင်ဆုံးဒီကာလလေးမှာရှောင်ဝင်းနိုင်တော့အကောင်းဆုံးပါပဲလို့အကြံပေးပြရစီနော်မလိုအပ်ပဲနဲ့စနေနာလို့ခေါ်တဲ့အဝတ်အထည်တို့ထီးဖနက်တို့လုံးဝမဝယ်ပါနဲ့နော်အဝင်မတော်ပါဘူးခိုက်ပါတယ်ဗျဒီမှာလက်ဆောင်လာပေးတဲ့ဆိုလို့ရှိရင်လည်းလက်ခံပြီးတော့မသုံးစွဲနဲ့ဒီကာလတွေအပိုင်းခြားတွေကိုကြော်ပြီးနောက်ပိုင်းမှာသုံးပြပါလို့အကြံပေးပြရစီနော်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေအခြေအိမ်အောင်နဲ့ပတ်သက်ရင်ကောင်းလားဆရာကြီးဆိုရင်အမှန်တန်ကောင်းတယ်ဗျကျွန်တော်တို့သဘောကျတယ်အဲ့ဒါဘာလဲဆိုတော့ဒီကာလမှာတောက်ကြသားသမီးတွေအမှန်တန်စမ်းမွေးမဲ့ကာလတွေမှာသွားမြင်တယ်ချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူရတယ်ဗျချစ်သူရှိတဲ့သူတွေလည်းအိမ်အောင်ကြတတ်တယ်ကြပါကောင်းပါလေဗျဒီကာလမှာချစ်သူပဲကြအိမ်အောင်ပဲကြကောင်းတယ်ဒါပေမဲ့လို့သူကအစုံနှစ်ဖက်ထွက်တယ်ဗျဆိုတော့အကောင်းလုံသွားလို့ရှိရင်လည်းခုနကတယောက်ထပ်ပိုတဲ့မြစ်တာကြီးအရှုပ်ချက်တွေဖြစ်တတ်တယ်အဲ့ဒီမှာခုနကရောင်းပြဿနာတစ်ခုဖြစ်မယ်လို့ကျွန်တော်ပြောတဲ့အခါမှာအိမ်အောင်တွေနဲ့သွားတိုက်ရိုက်သက်ဆိုင်တယ်အခုမှအုံဘောဟာချောင်းဖြစ်တာမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့အချိန်မှာဖြစ်ခဲ့တဲ့ပြီးခဲ့တဲ့ရက်ပိုင်းလပိုင်းနှစ်ပိုင်းကဖြစ်ခဲ့တဲ့ပြဿနာရဲ့အချိန်ကြောင့်ဒီကာလမှာညှိနှိုင်းလို့မရတဲ့အနေအထားကြောင့်ရောင်းဖြစ်ပြီးတော့လမ်းခွဲရမယ်ဆိုတဲ့အနေအထားမျိုးတွေကြုံရတတ်တဲ့သဘာဝရှိတယ်အထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကဗုဒ္ဓကူတို့စနေတို့ဆိုရင်ပို့ပြီးတော့ခိုက်တယ်သတိထားနော်ကျန်တဲ့နေ့နာလေးတွေဆိုတော့အကောင်းဆုံးတတ်တာသေးတယ်
ဧပြီလ30မေလ1ရက်3ရက်4ရက်အဲ့ရက်တွေကအမရကန်ကောင်းတယ်အရွေးရခလိုက်အောင်ကိုအခွင့်အရေးနှမျိုးတစ်ပြိုင်နဲ့ပေါ်ပေါက်တဲ့ပညာရေးနဲ့ပတ်သက်ပြီးလို့သမျှဟာလေးတွေအမရအောင်မြင်တယ်ကြောင်းလျှောက်ထားရင်အောင်တယ်ဆောင်းဝဲဖြစ်ရင်အောင်တယ်ဆိုတဲ့ကိန်းမျိုးလေးတွေပါတယ်အလုံးမရှိတဲ့သူတွေဆိုအလုံးအသစ်ရတာလေးတွေအခွင့်အရေးတစ်ခုမှဘယ်ဟာယူလို့ယူရမှမသိတဲ့အနေအထားလေးဖြစ်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆုံးရှုံးပြီးထင်တဲ့ငွေကြေးတွေပြန်ရရှိတာအစိုးရပြောရင်ရတယ်ဆိုတဲ့ကိန်းမျိုးလေးတွေကြုံရတတ်တယ်ရက်တက်နေတဲ့လုပ်ငန်းလေးတွေရလာရတော့မလဲဖြစ်နေတဲ့အနေအထားတွေပြန်လဲကောင်းမှုပြီးတော့ပြန်လဲစတင်ပြီးအချိန်ပြင်းပြင်းနဲ့ပြန်လုပ်လို့ရတဲ့အနေအထားမျိုးလေးတွေဖြစ်လိမ့်မယ်အထူးသဖြင့်ကိုယ့်ရဲ့ချစ်သူဟောင်းတွေအိမ်တော်မဟောင်းတွေရီသားဟောင်းတွေကိုယ့်စီကိုပြန်လာတတ်တဲ့ကိန်းလေးတွေရှိတယ်မျောလင့်နေတဲ့သူတွေဆိုတော့ဒီကာလမှာမျောလင့်ချက်လေးတွေရှိတဲ့အတွက်မျောလင့်ပါလို့အကြံပေးခြင်းနဲ့ဧပြီလ28ရက်29ရက်မေလ2ရက်အဲ့ရက်မှာတော့အညံ့အခက်တွေရှိတယ်ဗျာရှိတဲ့ရှူငွေလက်ဝတ်ရတနာလေးတွေပျောက်တာပြက်တာဒါမှမဟုတ်အပေါင်ဆောင်ရဲ့ဝါတာတို့ရောင်းထုတ်လိုက်ရတာတို့ဖြစ်တတ်တယ်ဒါအပြင်တာသမီဆွေမျိုးညီကောင်မောင်ကကောင်းကောင်းဒုက္ခပေးတယ်စုံမစကားနားမထောင်လှုပ်ချင်တာလှုပ်အခက်မသိရင်သူတို့ကိုအကြောင်းပြုပြီးတော့ရောရောက်ကြောက်ပြဿနာတွေဖြေရှင်းရတာမျိုးတွေကအစကြုံရတတ်တယ်ရံပရိပခါလေးတွေဖြစ်တတ်တဲ့အတွက်သတိထားပေးမယ်နော်အထူးသဖြင့်စနေသားသမီးတွေကောင်းကောင်းတမလိမ့်မယ်ဂရုစိုက်ပါဗျာနော်အဲ့တော့ဒီကလာမှာကံရရဲ့ထောက်ပံ့မှုတွေအပြည့်အဝရကျင်သွားဆိုရင်တော့အပြာရောင်အဝါရောင်လိမ်ဝရောင်ရွှေအိုရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်ဇပယ်ပန်းစိန်ပန်းမေမြုပ်ပန်းရောင်စုံသစ္စာပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးဝယ်တဲ့ဖရားမှာဖရားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးစွဲပေးပါအဲ့တော့ဒီဘက်ကကာလမှာကျွန်တော်မိတ်ဆွေတောက်ကြတာသမီးတွေကောင်းတဲ့ကံလေးတွေလည်းအများကြီးရှိသလိုအညံ့အခက်လေးတွေကလည်းရှိတာပေါ့လေရှိတော့ဒီအညံ့လေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရလေးချေရမယ်ပေါ့နော်အဲ့တော့ရရနေနဲ့ဘလို့ချေကျင်သွားဆိုရင်မြတ်စွာဘုရားကိုစနေမကင်လေးတုံတုံကတ်လူတန်းပေးပါဗျာနော်ဒါအပြင်တက်ကြီးရွယ်ဦးတွေယဟန်တန်ဃာတော်တွေကိုစေဝါဒါနလေးလူတန်းပြအောင်လူတန်းပေးလိုက်ပါအဲ့လိုလှုပ်ခြင်းအဖြစ်ပိတ်နေတဲ့လက်လာပါလေးတွေပွင့်သွားမယ်ကြုံရတဲ့အညံ့ခက်တွေကင်းဝေးပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပိုးကြီးကောင်းသွားပါလိမ့်မယ်တောက်ကြသားသမီးအားလုံးစိတ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေဒီတစ်ခါကာလမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကံရပဲစပြီးပြောကြပါစို့ဗျာနော်အလုံးနဲ့ပတ်သက်ရင်အချက်လေးနှစ်ချက်တော့ရှိမယ်ဗျာနော်အကောင်းလေးအဆိုးလေးတွေရောနေတယ်ဗျာအဲ့ဒါဘာလဲဆိုတော့အလုံးမရှိသေးတဲ့သူတွေဆိုရင်ဒီကာလမှာအလုံးရှာရင်အလုံးတွေပါရတတ်တဲ့ကိန်းကြီးရှိတယ်အလုံးရှိတဲ့သူတွေဆိုရင်လည်းယာရုတက်တဲ့အနေအထားမျိုးတွေကြုံရတတ်တယ်ဆိုတော့ဒါဆိုရင်အလုံးရတာတွေယာရုတက်တာတွေကကောင်းတယ်လို့ယူဆဖို့ရရှိတယ်နော်ဆိုတော့သို့တော့တရားရဂိုင်တော့လွတ်လွတ်ကြီးကောင်းတာမျိုးတော့မဟုတ်ဘူးဗောလေရန်အတိုက်ခိုက်တွေအမရန်များတဲ့ကာလတွေမှာသွားပါတယ်လက်ရှိအလုံးငန်းခွင်ဝင်နေတဲ့သူတွေတဲမှာတောင်းမှာပဋိပက္ခတွေအဆုတ်ဆွဲခံရတာတွေတိုင်စာတွေပြစ်စာတွေအဲ့ဒါမျိုးတွေရင်ဆိုင်ရုံးဆိုင်ရတဲ့အနေထားကြုံရလိမ့်မယ်အခက်မသိရင်စစ်စစ်မင်းများခံရတာတွေရောက်ပြဿနာဖြေရှင်းရတာတွေအမှုပင်ဖြစ်တာတွေအချုံအောင်ကြတာမျိုးတွေကအစသွားဖြစ်တဲ့ကိန်းကြီးကျွန်တော်မြင်တယ်ဗျာနော်အဲ့တော့ဂယုစိုက်ကမယ်ကိုဘကမှန်တယ်ဆိုတော့နောက်ဆုံးမှအနိုင်တေချာပေါက်ရလိမ့်မယ်မမှန်ဘူးဆိုတော့တေချာတဲ့ကြိုက်တဲ့ရရရှိဘယ်ရရမှကယ်လို့မရတဲ့အနေထားကြီးဖြစ်သွားတတ်တော့အနေထားအပြောဆိုအပြုမှုတွေအစလောက်ရတွေအစအမားကင်းမှုအတွက်အရန်သတိထားကြီးနဲ့ကင်တွယ်ဖြည့်ရှင်းရလိမ့်မယ်မမေ့ပါတယ်နော်ပြီးတော့ဒီကလာမှာနိုင်ငံရေးသမားတွေဆိုခဲ့ရင်လည်းဝေဖန်တိုက်ခိုက်မှုတွေကြားတဲ့ကနေအောင်မြင်မှုတွေရတယ်တရားတော်တစ်ခုကတော့စနေသားသမီးတွေဒီကလာမှာတခုခုကောင်းတာဖြစ်ခဲ့ရင်တောင်မှလွယ်လွယ်ကူကူအေးအေးချမ်းချမ်းဖြစ်တာမျိုးမဟုတ်ဘဲနဲ့ဝေဖန်တိုက်ခိုက်မှုတွေကြားတဲ့ကအောင်မြင်တဲ့အောင်မြင်မှုကိုဖြစ်တယ်ဆိုတာတွေသိစေချင်တယ်ဗျာနော်ဆိုတော့စနေသားသမီးတွေအထက်မှာဒီကလာမှာအိုးအိမ်နဲ့ပတ်သက်ပြီးကောင်းတာလေးတွေအများကြီးရှိတယ်ဗျအိမ်အစ်စ်ရတတ်တယ်အိမ်တွေပါလေစောက်လို့ကောင်းတယ်ဗျအိုးသစ်အိမ်သစ်ရတာတွေအိမ်ကိုပြောင်းအောင်ရွှေ့ရတာမျိုးတွေနော်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အိမ်နဲ့ပတ်သက်ပြီးကြိုက်တာလို့အဆင်ပြေတယ်တခုတော့မှာပြစီအလုံးနဲ့ပတ်သက်လို့ရှိရင်လေလက်ရှိလုပ်နေတဲ့အလုပ်ထဲမှာအတိုက်ခိုက်တွေရံပဋိပက္ခတွေစောင့်နေတာတွေအများကြီးရှိတယ်ရှိတော့လည်းပဲလက်ရှိလုပ်ကနေထွက်ပြီးနောက်အလုပ်တစ်ခုကိုကူးချင်ပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေရှိတယ်ဆိုရင်လုံးဝမပြောင်းပါနဲ့နော်အကြိမ်ပြောင်းခဲ့ရင်နောက်လောက်ကဓာတ်ထက်ပို့ဆိုပြီးတော့တော်တော်လေးခိုက်တဲ့အနေအထားလေးတွေဖြစ်ပြီးယူရတဲ့ဟာတွေမဖြစ်တော့ဘဲနဲ့ကောင်းဖြစ်သွားတတ်တယ်ဒါဆိုရင်တော့ဂျားထဲမှာမြောက်တစ်ကိုင်းလို့တဲ့အနေအထားလေးတွေကြုံရတတ်တယ်သတိထားပါလို့အကြံပေးပြရစီနော်ငွေကြေးနဲ့ပတ်သက်ရင်တော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေဒီကာလမှာငွေကြေးကန်တွေအမှန်အားနည်းနေတယ်ဗျရတဲ့ပတ်စံနဲ့ထွက်တဲ့ပတ်စံကမလောက်မငတ်နေဖြစ်တဲ့အတွက်အကျွေးတွေပါတွေတင်တဲ့အနေအထားဖြစ်တယ်တချို့တွေဆိုရင်လက်တွေပါပိတ်နေတယ်ဗျရှိတာလေးတွေထုတ်ရောင်းရတဲ့အနေအထားလေးတွေအကျွေးတင်တာတွေကအစသွားဖြစ်တော့လေဂယုတော်လေးစိုက်ပြီးတခုအဆင်မပြေဘူးဆိုပြီးစိတ်တမကြပဲနောက်တစ်ခုထပ်လုပ်တယ်လုပ်တဲ့ဟာပူဆိုးတယ်နောက်ဆုံးလှုပ်ရင်ရှိတာလေးတွေကုန်ဝန်းတဲ့အနေအထားဖြစ်တော့အကောင်းဆုံးတော့ဒီကာလမှာဘာမှမလုပ်ပဲငုတ်တုတ်ထိုင်နေပိုကောင်းတယ်
စကားကုန်ပြောမဲ့စနေသားသမီးစီးပွားရေးလုပ်ငန်းရှင်တွေဒီကာလမှာမချမ်းသာနေပြီလက်ရှိအဆင့်နဲ့တစ်ဆင့်ကိုထပ်ပြီးမရုပ်ရဖို့ခန်းစစ်ကိုဦးစားပေးပါလို့အကြံပေးခြင်းနဲ့ညံ့တယ်ဆိုတာအိတ်ကန်ဖြစ်တယ်နော်ဒီအပိုင်းခြားပါပဲဘယ်တော့မှမကြားပါဘူးအဲ့ဒါလေးသတိထားပြီးတော့ဒီကာလမှာစနေသားသမီးတွေကမှအဲ့အမှုကင်းအချုံအောင်တွေဖြစ်တဲ့ကိန်းထဲမှာပါတာဖြစ်တဲ့အတွက်အထူးသတိထားပါလို့ထက်တယ်လည်းအကြံပေးခြင်းနဲ့ကိုယ့်ရဲ့နာမည်ကိုသိက္ခာထိခိုက်အောင်နစ်နာအောင်ဆိုပြီးလုံမဲ့သူတွေစောင့်နေတယ်အဲ့တော့ကိုယ့်ဘက်ကမှန်တယ်ဆိုတော့ကိစ္စမရှိဘူးလေအမှားကြီးလောက်ထားခဲ့တဲ့သူတွေဆိုရင်တော်တော်လေးသတိထားမယ်ပေါ့နော်အဲ့ဒါလေးမမေ့နဲ့ပေါ့ဒါအပြင်ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းကျွန်တော်နည်းနည်းစိတ်ပူတယ်စနေသားသမီးတွေကျမ်းမာရေးမှာရေဝရအဖြစ်2မျိုးကနေ3မျိုးလောက်ထိဖြစ်တယ်အဲ့တော့ခန္ဓာကိုယ်မှာ96ပါးယောဂနဲ့ပတ်သက်ပြီးဖြစ်တယ်ဆိုရင်တော့နှလုံးနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တဲ့အတွက်သတိထားမယ်ဒါအပြင်စီအဆုပ်အစာရည်နဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်တယ်နောက်တစ်ခုကသွားလာလှုပ်ရှားတဲ့အခါမှာအက်ဆီဒန့်ဖြစ်တာတို့ပောက်ဝဲတဲ့အရာတွေကြုံရတာတို့ခိုက်ရန်ဖြစ်ပေါ်တာတို့အဲ့ဒါမျိုးတွေဖြစ်ပြီးတော့သွေးထွက်တန်ယိုဖြစ်တတ်တယ်ဆိုတဲ့အနေအထားလေးတွေကြုံရတော့လေဟောရတာတော့အနိဋ္ဌာလေးတွေများတယ်ဒါပေမဲ့သတိထားလို့ရအောင်အကြံပေးခြင်းဖြစ်တဲ့ဂယုစိုက်ပါပြီးတော့ဒီကာလမှာကျမ်းမာရေးမှာစိတ်နဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေလည်းတော်တော်လေးဖြစ်တယ်အဲ့လိုကြုံနေရတော့စိတ်တွေလေးနေတယ်စိတ်တွေလေးနေတယ်တချို့နည်းနည်းစိတ်ဓာတ်အားနေတဲ့သူတွေဆိုရင်ကိုတက်တဲ့ခြင်းတွေပါပေါ်တတ်တယ်လမ်းတွေပြောက်ပြီးဘာလို့လို့မှမသိဘူးဖြစ်သွားတော့လေသတိထားသို့တော့ဘာမှစိတ်မပူနဲ့အဲ့လိုကြုံနေရတဲ့အချိန်ကိုယ့်ရဲ့အိမ်ကိုတောက်ကြသားသမီးတယောက်ညအိမ်ညနေလာပြီးတဲခိုလိုက်မယ်ဆိုရင်ကြော်ရတဲ့အညံ့အခိုက်တွေယူပစ်လိုက်သလိုချက်ချင်းလက်ငင်းပျောက်ကင်းသွားလိမ့်မယ်နော်စိတ်မပူပါနဲ့သတိထားလို့ရအောင်အကြံပေးခြင်းဖြစ်တယ်ဒီကာလမှာစနေနဲ့ပတ်သက်တဲ့အဝတ်အထည်တို့ထိဖနက်တို့ဘာဘယ်အရာမှလက်မခံရင်အကောင်းဆုံးပဲမဝယ်မိစေနဲ့ဝိုင်အမရန်ခိုက်တဲ့အမှုကိစ္စတွေပါလာတာမျိုးလေးတွေဖြစ်တတ်တော့လေသတိထားပေးနောက်တစ်ချက်ကျွန်တော်အကြံပေးခြင်းတယ်ဗျပြည်ပထွက်မှာတို့နိုင်ငံထွက်မှာတို့အလုပ်လုပ်မှာတို့အဲ့ဒါမျိုးလေးတွေဖြစ်တဲ့အခါလေဖြစ်နိုင်ရင်ဒီကာလမှာမသွားစေချင်သေးဘူးခဏတစ်ခုလေးစောက်ပေးအောင်ဒီလထဲမှာမသိတော့သေးဘူးเนาะဆိုတော့နည်းနည်းလေးစောက်ပေးအောင်ယူရသလိုမဖြစ်ဘဲနဲ့ဂျားထဲမှာကိုလိုကလန်ဖြစ်ပြီးလမ်းမနေမဲ့ဟိုလည်းမရောက်ဒီလည်းမရောက်ပဲပျောက်သွားတာလေးတွေဖြစ်တတ်တယ်သတိထားပါလို့ထက်တယ်လည်းအကြံပေးခြင်းတယ်เนาะပြောချင်တာအဓိကလာပြီးအမအခြေအိမ်တော်ကြီးစနေသားသမီးတွေအရန်ခိုက်တယ်ဗျာဒီကာလမှာဆိုတော့အခြေအိမ်တော်ကြီးမှာရှင်းပြအခက်တဲ့ပြဿနာတွေ3ဝန်းဆိုင်4ဝန်းဆိုင်တွေနဲ့ရှုပ်ရှက်ခက်ပြီးနာမည်ဂုဏ်သိက္ခာကျတတ်တယ်เนาะချစ်သူရှိရင်ချစ်သူရဲ့သစ္စာဖောင်းမှုကြော်ရတတ်တယ်သူ့ဘက်ကလည်းဖြစ်တယ်သူတို့ကိုယ့်ဘက်ကလည်းဖြစ်တတ်တယ်ကိုယ်ကလည်းသက်ဆိုင်တဲ့သူရှိတယ်ထပ်ပြီးပတ်သက်လိုက်တဲ့သူကလည်းမလုံးမလက်တဲ့သူဖြစ်တယ်ဆိုပြီးဒီမှာ4ဝန်းဆိုင်တွေရှုပ်ရှက်ခက်တဲ့အနေအထားတွေဖြစ်တတ်တော့ဂယုစိုက်ပါဒီကာလမှာအခြေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဖြစ်ခဲ့ရင်လေတက်ဆိုင်တဲ့တယောက်နှစ်ယောက်ပဲကြိတ်နှုံနဲ့တိတာမျိုးမဟုတ်ဘဲနဲ့ရက်ကြော်ရွာကြော်ဖြစ်တတ်တယ်အထူးသဖြင့်အမျိုးသမီးလေးတွေကျွန်တော်နည်းနည်းလေးအကြံပေးခြင်းတို့နော်ကျွန်တော်ပြောတဲ့စကားလေးတွေမှာအကြံနည်းနည်းလေးပါသွားလို့ရှိရင်လည်းလူကြီးမိဘတွေကျွန်တော်နားလည်ပေးပါစိတ်ပူလို့ပါအခုခေတ်မှာချစ်သူလူများတဘာဝပေါ့လေဒီဗီဒီယိုကိစ္စတွေပါလို့ရှိတယ်ဆိုရင်ဒီကာလမှာတခုခုမကောင်းကြံဒါမျိုးလေးတွေကြုံရတာကိုယ့်ရဲ့နာမည်ကိုသိက္ခာကြောင်းဓာတ်ပုံတွေအဲ့လိုမျိုးဖြန့်ခါနာဒါမျိုးလေးတွေသွားဖြစ်တတ်တဲ့အတွက်အထူးသတိထားပါလို့အကြံပေးပြစီနော်စနေအင်္ဂါသားသမီးတွေကောင်းကောင်းဒုက္ခပေးလိမ့်မယ်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်သတိထားနော်အဲ့တော့ဧပြီလ29ရက်30မေလ1ရက်3ရက်4ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတယ်ဗျာနော်ကိုဘွားရဲ့အခြေအနေလေးတွေတဆင်မြင့်မာတဲ့အနေအထားမျိုးလေးတွေကြုံရတတ်တယ်ရာထူးတွေပါတွေတိုးတဲ့အနေအထားမျိုးလေးတွေကြုံရတတ်တယ်ချစ်သူမရှိတဲ့သူတွေဆိုရင်အဲ့ကာလမှာချစ်သူတွေရတယ်စားတော့အိမ်ကမုတ်ချပွင့်တယ်ဗျာဒါပေမဲ့ရွေးချက်ပြီးတော့ယူဖို့တော့လိုတယ်ဗျာနော်တွေ့ရလို့တော့မယူပါနဲ့ပြီးတော့အဲ့ကာလမှာပဲကိုယ့်ထက်ကြီးခဲ့တဲ့အကြီးကဲတွေရဲ့ကုညီဆောက်ရှောက်မဆားမှုတွေရရှိတဲ့အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆောင်ရွက်ရတတ်တယ်တချို့ကကိုယ်တိုင်မလုပ်ဘူးဆိုတော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းညီကိုယ်ပေါ်တော့တခုခုလုပ်တဲ့အခါမှာပါဝင်ဆောင်ရွက်ရတာတွေကအစားဖြစ်တတ်တယ်ပြည်ပနိုင်ငံနဲ့ဆက်နွယ်တဲ့ကိစ္စတွေကနေကောင်းတဲ့သတင်းစကားလေးတွေကြားရတတ်တယ်အင်တာဗျူးတွေပါဖြေထားတာမျိုးရှိရင်အောင်တဲ့ဆိုတဲ့သတင်းစကားလေးတွေကြားရလိမ့်မယ်ပြီးတော့ဆောင်းဝဲတွေပါဖြေထားရင်အဲ့ကာလမှာအောင်တယ်ဧပြီလ28ရက်မေလ2ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်ဗျာနော်မပြောင်းတဲ့နေရာကိုပြောင်းရွှေ့ပြီးတဲ့အတွက်အန္တရာယ်ရှိတာမျိုးတွေကြုံရတတ်တယ်ခင်းနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်တတ်တယ်မသွားတဲ့နေရာလေးတွေထသွားပြီးတော့ဒုက္ခရောက်တတ်တယ်အရှက်ကွယ်အကျိုးနဲ့လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်တဲ့အတွက်အထူးသတိထားပါစိတ်ကိုခံခံမာလေးထားပါကျမ်းမာရေးအညံ့ဟိုက်ဖြစ်ရင်စေုံစီကံသွားရတာမျိုးလေးတွေအက်ဆီဒန့်ဖြစ်တာမျိုးလေးတွေရှိတော့ရင်ကားဆိုင်ကယ်ဆက်ပိန်အန္တရာယ်လေးတွေဖြည်းဖြည်းမောင်းမှာသတိထားပေးပါကိုကငါတို့ထိုင်နေနေကိုကြီးကြထားတဲ့ကားတွေဆိုင်ကယ်တွေကိုအနောက်ကလာပြီးတိုက်တယ်ဆိုတာမျိုးလေးတွေအစကြုံရတတ်တယ်ကြာနော်အဲ့တော့ကန်လေးကအတိုက်ခိုက်လေးတွေအများများတဲ့ကာလဖြစ်တဲ့အတွက်ကံရရဲ့ထောက်ပံ့မှုတွေအပြေအဝရကျင်သွားဆိုရင်အစိမ်းရောင်အပြာရောင်အရင်မီးကိုရောင်နှက်ပြရောင်အဲ့ဒီအရောင်တွေကိုအဓိကထားဝတ်ဆင်သုံးစွဲပေးရမယ်။ဒါအပြင်တပြေပန်းတစ္ဆပန်းရောင်စုံဒဇင်ပန်းတက်ခွပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ွယ်တဲ့ဖရားမှာဖရားပန်းကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုတ်လို့သုံးစွဲပေးပါ။အဲ့တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်။
များသောအားဖြင့်ကတော့ကောင်းတဲ့ကံရှိတယ်ဆိုကြရင်တော့သူကအတိုက်ခိုက်လေးတွေခုနကပြစ်စာတိုင်တာလေးတွေရံပဋိပက္ခလေးတွေဖြစ်ပြီးတော့ရတယ်ဆိုတော့စစ်သူကြီးတယောက်ရဲ့အောင်မြင်မှုနဲ့အလားသဏ္ဍာန်တူတယ်ပေါ့လေဆိုတော့လွယ်လွယ်ကူကူအောင်မြင်တာမဟုတ်ဘဲနဲ့တိုက်ခိုက်ပြီးတော့မှရထားတဲ့သဘာဝရှိတာဟုတ်အဲ့တော့အဲ့ကောင်းတဲ့ကံလေးတွေလည်းပို့ပြီးကောင်းအောင်ရယ်ကြုံရတဲ့အညံ့ခိုက်အတိုက်ခိုက်လေးတွေကပြေပြအောင်ရယ်ရရလေးချီရမယ်နော်အဲ့တော့ရရလေးနဲ့ဘာလုပ်ကြမလဲဆိုတော့မြတ်စွာဘုရားမှာမုတ်လုံးရေးပေါ်လေးကိုဘုရားဆုံးတော်တက်စစ်လူတန်းပြအောင်လူတန်းပေးလိုက်ပါဗျာနော်ဒါအပြင်မိမိတို့ရဲ့အဝတ်အစားနော်အဝတ်အစားဆိုတဲ့အခါမှာအင်ဂျီရောပစိုးရောနော်တစုံစာပေါ့လေပြီးတော့ဖနက်ရှိရင်ဖနက်အစုပ်ထီးရှိရင်ထီးအစုပ်အားလုံးစုပြီးတော့ကိုယ်တိုင်းလမ်းလေးကောင်းဆောင်နားမှာရှိတဲ့အမိုက်ဘုံမှာသွားပြီးစွန့်ပြပလိုက်ပါကြုံရတဲ့အညံ့လေးတွေကင်းပြီးတော့ကောင်းတဲ့ကံတွေကအိမ်ကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်စနေသားသမီးအားလုံး